အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်သင်္ချာနဲ့ပတ်သက်ပြီးသိထားတဲ့ circular permutation အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် permutation combination နဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်တုန်းကလည်းဗီဒီယိုတစ်ပုဒ်လုပ်ခဲ့ပူပါတယ်အဲ့ဒီဗီဒီယိုကတော့အခုမြင်နေရတဲ့ permutation and combination lesson ဆိုပြီးတော့ကျွန်တော်အခြေခံသိရမယ့်အကြောင်းအရာတွေ permutation and combination ကိုဘယ်လိုစဉ်းစားမယ်ဘယ်လိုခွဲပြီးတွက်မလဲဆိုတာကို example ပုံစံလေးတွေနဲ့ကျွန်တော်ရှင်းပြပေးခဲ့တယ်ဒီဗီဒီယိုကိုမကြည့်ရသေးဘူးဆိုရင်တော့ YouTube မှာသွားပြီးတော့ရှာပြီးအရင်ကြည့်ကြည့်ပါအဲ့ဒီဗီဒီယိုကိုကြည့်ပြီးတော့နားလည်တယ်ဆိုရင်နောက်ထပ်တစ်ဆင့်ကျွန်တော်တို့ဆက်သွားမှာက circular permutation ဖြစ်ပါတယ် circular permutation ဆိုတာကတော့ဒီ cyclical arrangement တွေပေးထားတယ်အဲ့လိုမျိုးပေးထားပြီးတော့မှနေရာချတဲ့အခါမျိုးမှာ permutation ကိုဘယ်လိုစဉ်းစားမလဲ arrangement တွေဘယ်လိုတွက်မလဲဆိုတာကိုအခြေခံအစပြီးနားလည်အောင်ကျွန်တော်ဒီဗီဒီယိုမှာပြည့်ပြည့်စုံစုံရှင်းပြပေးမယ်ဒါကြောင့်မလို့ example တွေလည်းပါမယ်ဒီရှင်းလင်းချက်တွေလည်းပါမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အတူတူဆက်ပြီးတော့ကြည့်ကြည့်ရအောင်ကျွန်တော်တို့အရင်ဆုံး circular permutation နဲ့အရင်တုန်းကကျွန်တော်တို့သိထားတဲ့ permutation နဲ့ဘာတွေကွာသွားလဲဆိုတာကိုအရင်ပြောပြပေးမယ်အဲ့တော့ circular permutation မှာကဒီ arrangement တွေကိုမေးတဲ့အခါမှာသူဆက်ဝိုင်းပုံဝိုင်းကြီးပတ်ပြီးတော့ထိုင်တာမျိုးဝိုင်းကြီးပတ်ပြီးတော့စီတာမျိုးဒါမျိုးတွေကိုမေးလေးရှိတယ်ဥပမာအားဖြင့်ဆိုရင်ကျွန်တော်တို့လူ9ယောက်ရှိမယ်အဲ့လူတွေကsitting ထိုင်မယ်ပေါ့ထိုင်တဲ့အခါမှာဒီအတန်းလိုက်မထိုင်ဘဲနဲ့စပွဲဝိုင်းမှာဝိုင်းပတ်ပြီးတော့ထိုင်ကြမယ်အဲ့တော့ sitting in a circular table အဲ့လိုဝိုင်းဖွဲ့ပြီးတော့ထိုင်တဲ့ခါကျရင်ဘယ်လိုပုံစံမျိုးထိုင်လို့ရလဲအစီအစဉ်ဘယ်နှမျိုးနဲ့ထိုင်လို့ရလဲဒါမျိုးဒီ circular permutation ပုံစံဖြစ်ပါတယ်ဒါမှမဟုတ်ဘူးဆိုရင်လည်းလူတွေကစပွဲမှာထိုင်တာမဟုတ်ဘဲနဲ့ဒီ merry go round စီးမယ်ပေါ့နော် people riding a merry go round merry go round ဆိုတာကကျွန်တော်တို့အရင်တုန်းကဒီကလေးဘဝတုန်းကစီးတဲ့ဟာပေါ့နော်ပုံပြမယ်ဆိုရင်ကျွန်တော်ဒီလိုပုံပေါ့အဲ့တော့ဒီလိုပုံလေးဒီလိုလှည့်ပြီးတော့မြင်းလေးစီးပြီးတော့အလိုအရင်တော့ကစားကွင်းတွေမှာရှိတဲ့ပုံစံမျိုးပေါ့နော်ဒါကို merry go round လို့ခေါ်တယ်အဲ့တော့ merry go round မှာပဲဖြစ်ဖြစ်လူတွေကစီးတယ်ကလေးတွေကစီးတယ်စီးတဲ့ခါကျရင်အစီအစဉ်ဘယ်နှမျိုးနဲ့စီးလို့ရလဲဘယ်နှမျိုးနဲ့စီစဉ်လို့ရလဲ arrange လုပ်လို့ရလဲဒါမျိုးလေးတွေမေးလေးရှိတယ်ပေါ့နော်ဒါကပုံစံတစ်မျိုးပေါ့နောက်တစ်မျိုးကကြတော့ဗာလဲဆိုရင်နောက်ဘယ်လိုမေးလို့ရသေးလဲဆိုတော့ပတိကုန်းတွေတည်တာပေါ့နော်ဥပမာ arranging စီမယ်ပေါ့ကျွန်တော်တို့ကလက်ကောက်တစ်ခုကိုလက်ကောက်တစ်ကွင်းကိုဖန်တီးမယ်ပေါ့အဲကြရင်လက်ကောက်ထဲမှာပတိစီလေးတွေ beats လေးတွေဒါမှမဟုတ်လည်းပန်းပွင့်လေးတွေပေါ့ထည့်ပြီးတော့ကျိုးနဲ့တည်မယ်ပေါ့အဲ့လိုမျိုးကိစ္စမျိုးတွေမှာဘယ်လိုမျိုးပုံစံတည်လို့ရလဲပုံစံဘယ်နှမျိုးစီစဉ်လို့ရလဲဒါမျိုးလေးတွေမေးလို့ရတယ်ပေါ့နော်အဲ့တော့ around a circular necklace ပေါ့နော်ဆွဲကြိုးပဲဖြစ်ဖြစ် bracelet ပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့တစ်ခုခုပေါ်မှာအဲ့လိုမျိုးဘလို့ပုံစံမျိုးနဲ့ကျွန်တော်တို့စီလို့ရလဲဆိုတဲ့ဟာမျိုးဒီဒါ circular permutation ထဲမှာအကျုံးဝင်သွားတယ်ပေါ့နော်ဒီလိုပုံစံမျိုးတွေမေးလာတယ်ဆိုရင်ကျွန်တော်ဘယ်လိုစဉ်းစားမလဲဆိုတာကိုကျွန်တော်ဆက်ပြီးရှင်းပြပေးမယ်ပေါ့နော်ဒါကတော့မေးနေကြပုံစံလေးတွေပေါ့အဲ့တော့အရင်တော့သိထားတဲ့တွက်နီးတွေနေရာချနီးတွေက linear လို့ခေါ်တယ်သူက linear ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တိတ်ပြီးတော့မခတ်ဘူးပေါ့နော်နေရာကိုလူအရေအတွက်နဲ့လိုက်ပြီးတော့တွက်လိုက်ရုံပဲပေါ့ဒီ circular permutation မှာကြတော့နည်းနည်းထူးခြားတဲ့အချက်ကလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်စပြောမယ်ပေါ့နော်အဲ့ဒါကိုပြောတဲ့အခါမှာပထမဦးဆုံးကျွန်တော်တို့ဒီကစားကွင်းမှာရှိတဲ့ merry go round လေးကိုအရင်စဉ်းစားကြည့်မယ်ပေါ့နော်ကိုတိုင်းလည်းစီးရင်လည်းစီးဘူးလိမ့်မယ်ပေါ့နော်ကျွန်တော်တို့အရင်တော့ကဆိုပါစို့ကလေးဘဝတုန်းကကျွန်တော်ဒီဟာကိုစီးတဲ့ခါကျရင်သူကဒီမှာလက်မှတ်ဝယ်ပြီးတော့တန်းစီရတယ်လေတန်းစီပြီးတော့တယောက်ချင်းဒီမြင်းလေးပေါ်မှာတက်ရတယ်ပေါ့နော်အဲ့တော့တက်တဲ့ခါမှာပထမတစ်ယောက်ကမြင်းရုပ်ပေါ်စတက်လိုက်ပြီဆိုပါစို့နော်ဒီမှာကလေးလေးတစ်ယောက်ကမြင်းရုပ်ပေါ်ခွာထိုင်လိုက်ပြီ
အဲ့တော့သူကပထမဦးဆုံးတစ်ယောက်နော်ဆိုတော့ဘယ်သူမှမရှိသေးဘူးသူကပထမဆုံးတစ်ယောက်ပြီးရင်သူပြီးသွားရင်နောက်သူ့နောက်ကကလေးသူ့နောက်ကကလေးကလည်းကြိုက်တဲ့နေရာမှာထိုင်လို့ရတယ်လीနော်ထိုင်တဲ့ခါကျရင်သူ့ရဲ့ရှေ့မှာထိုင်မလားနောက်မှာထိုင်မလားဒါမှမဟုတ်လည်းသူ့ရဲ့ဘယ်ဘက်မှာထိုင်မလားညာဘက်မှာထိုင်မလားဒီလိုမျိုးပေါ့ဆိုတော့နောက်တစ်ယောက်ကလည်းဒီလိုမျိုးထိုင်မယ်ပေါ့နော်ဆိုတော့ဒီမှာနောက်တစ်ယောက်ကဒီမှာထိုင်နေတခါနောက်တစ်ယောက်ကလည်းဒီမှာထိုင်နေစသဖြင့်ပေါ့နော်ကျွန်တော်ဒီမှာ9ခုရှိရဆိုရင်ကလေး9ယောက်ဒီလိုဝင်ထိုင်လိုက်တယ်ပေါ့နော်ကျွန်တော်အစိမ်းအပြာဆိုတော့တစ်ခုကိုမဲလုပ်လိုက်မှာပေါ့နော်ဒီလို9ယောက်ပေါ့အဲ့တော့လူ9ယောက်ကဒါတက်ပြီးစီးတယ်ပေါ့ပြီးတော့သူကလှဲ့မယ်ပေါ့နော်အဲ့တော့ဒီအစီအစဉ်တိုင်းဖြစ်သွားပြီထိုင်လိုက်ပြီပြီးရင်လှဲ့မယ်ပေါ့အဲ့တော့ဒီအစီအစဉ်တိုင်းဆိုရင်ကျွန်တော်တို့ကဘယ်လိုလာမလဲဆိုတော့အစိမ်းအပြာအနီအဝါအမဲဒီလိုမျိုးအစီအစဉ်နဲ့နော်ပြီးရင်6ရက်ကိုစီးပြီဆိုရင်ကျွန်တော်တို့ခလုတ်ဖွင့်လိုက်ရင်သူကဒီလိုလဲနေမှာပေါ့နော်ဒီလိုလဲနေမယ်အဲ့တော့ကလေးတွေကလဲနေတဲ့တောတွင်းမှာကိုမြင်းပေါ်မှာပဲကိုထိုင်နေကြတာဖြစ်တဲ့အတွက်နေရာရွေ့မသွားဘူးเนาะကိုမြင်းပေါ်မှာပဲကိုထိုင်နေတာเนาะအဲ့တော့ဒီအကြီးကလှဲ့သွားတယ်ကလေးတွေစီးရင်လည်းနောက်ရက်သွားတဲ့ခါကျရင်ငကုံမူလနေရာရက်ချင်မှရက်မယ်เนาะဖြစ်တတ်တာအပြာကရှေ့မှာဟုတ်ချင်မှဟုတ်တော့မယ်เนาะလှဲ့နေနဲ့မှာအဝါအရှိရောက်သွားရင်လည်းရောက်သွားမယ်အဝါပြီးတော့မှအမဲကသူ့ဘေးမှာအစိမ်းကသူ့ဘေးမှာဒီလိုမျိုးဖြစ်ချင်လည်းဖြစ်မယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဒီ merry go round ကိုစီးဘူးတယ်ဆိုရင်ဒီဟာလေးကိုစဉ်းစားကြည့်ရင်ကျွန်တော်တို့အချက်2ချက်သတိထားမိလိမ့်မယ်အချက်2ချက်ကအရေးကြီးတယ်အဲ့2ချက်ကိုကျွန်တော်ရေးပြမယ်ပေါ့နော်ဒါ circular permutation နဲ့လည်းသက်ဆိုင်တယ်အဲ့တော့တဲ့နံပါတ်1ချက်ကဘာလဲဆိုတော့ပထမဦးဆုံးလူကဘယ်နေရာမှာပဲထိုင်နဲ့အဲ့ဟာတဲ့ဒီအရေးအတွက်ကို senior arrangement တွက်တဲ့အခါမှာအရေးမကြီးဘူးတဲ့အဲ့တော့ပထမဦးဆုံးကျွန်တော်တို့မှတ်သားမယ်ဒီ observation ပေါ့နော်ထူးခြားတဲ့အချက်ကလေးကဘာလဲဆိုတော့ပထမဆုံးလူတစ်ယောက်ကကလေးကဘယ်နေရာမှာပဲထိုင်အဲ့ဒါက permutation တွက်တဲ့အခါမှာအရေးမကြီးဘူးပေါ့နော်အဲ့ဒါလေးကျွန်တော်စရေးပေးမယ် no matter where the first person sit ပေါ့ပထမဆုံးကလေးကဘယ်နေရာဘယ်အယုတ်ကိုပဲရွေးထိုင်ဘယ်နေရာကိုပဲရွေးထိုင်ကျွန်တော်တို့တွက်မဲ့ဒီ permutation ကအဲ့ပေါ်မှာသွားပြီးတော့တက်ရောက်မှုမရှိဘူး permutation is not affected ပေါ့နော်သူကတော့နေရာပထမဆုံးတယောက်စယူရမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူက place holder ပုံစံမျိုးပဲသူကတော့စပြီးတော့ထိုင်ရမယ်သူ့ကိုလိုက်ပြီးတော့မှ arrangement တွေကပြောင်းသွားမှာဖြစ်တဲ့အတွက်သူဘယ်နေရာထိုင်အရေးမကြီးဘူးသူကနံပါတ်1ခေါင်းဖြစ်တဲ့အတွက်ထည့်စဉ်းစားကြမလို့ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တစ်ချက်လေးကအရေးကြီးတယ်အဲ့ဒါလေးကျွန်တော်တို့သိရမယ်နော် so no matter where the first person sit the permutation it's not affected နော်နံပါတ်1 observation အရေးကြီးတဲ့အချက်ပေါ့နောက်နံပါတ်2အချက်ကတော့ကျွန်တော်ခုနကပြောပြီးသွားပြီဘာလဲဆိုတော့ကလေးတွေကသူ့မြင်းရုပ်ပေါ်မှာသူထိုင်လိုက်ပြီဆိုရင်သူများမြင်းရုပ်ပေါ်သူကအချင်းချင်းနေရာရွှေ့တာမလုပ်တော့ဘူးလေမလုပ်တော့တာဖြစ်တဲ့အတွက်ဒီ merry go round ကဒီလိုမျိုးလဲနေမယ်ဒီလို rotation လှည့်ခြင်းသည် permutation ကိုတက်ရောက်မှုမရှိတော့ဘူးသူလှည့်နေတာလှည့်နေပေမဲ့လည်းကလေးတွေကသူ့မြင်းရုပ်ပေါ်မှာပဲသူထိုင်နေတာဖြစ်တဲ့အတွက် rotation သည် permutation အသစ်ကိုထပ်ပြီးတော့မဖြစ်စေဘူးပေါ့เนาะအဲ့ဒါလေးကျွန်တော်ရေးပြမယ်ဆိုတော့ဘာကိုပြောချင်တာလဲဆိုရင် rotation of the permutation အစီအစဉ်တွေကိုသူ့အစဉ်တိုင်းအဲ့လိုမျိုး circular permutation မှာလှည့်နေရင်เนาะ rotation လုပ်ခြင်းရင်does not generate အသစ်ထပ်ပြီးတော့မဖြစ်စေဘူးအသစ်တစ်ခုလို့ထပ်မယူဘူးပေါ့เนาะdoes not generate a new permutation အဲ့ဒါကိုကျွန်တော်ပြီးရင်လည်းထပ်ပြီးရှင်းသွားအောင်ရှင်းပြမယ်ဒီအချက်နှစ်ချက်ဒီရိုး linear permutation နဲ့ circular permutation ရဲ့ကွာခြားချက်လို့ပြောလို့ရတယ်ပေါ့နော်ဒီနှစ်ချက်ကအရေးကြီးတယ်နော်ပြန်ပြောပြမယ်ပထမဆုံးတစ်ချက်ကမှတ်ထားမှာကပထမဆုံးနေရာစယူတဲ့လူဒီအရေးမကြီးဘူး permutation ကိုတက်ရောက်မှုမရှိဘူးနောက်တစ်ချက်ကကြတော့ကလေးတွေအကုန်နေရာစုံမှာထိုင်လိုက်ပြီဆိုတာနဲ့ဒီစက်ကယ်ကြီးကဘလို့ပဲလှည့်ပြီးတော့ကြည်လှည့်ပတ်ပြီးကြည်ကလေးတွေကသူ့နေရာမှာသူထိုင်နေဖြစ်တဲ့အတွက်အစီအစဉ်ကအကုန်လုံးအတူတူပဲလို့ကျွန်တော်တို့ယူဆမယ်ဘလို့ပြောချင်တာလဲဆိုတော့ကျွန်တော်ခုနကပြောသလိုလေအခုဒီပုံမှာဆိုရင်တော့အပြားအရှိကိုရောက်နေတယ်ပေါ့เนาะအဲ့တော့အပြားပြီးရင်အနီ
အနီပြီးရင်အဝါပြီးရင်အမဲပြီးရင်အစိမ်းပေါ့နော်အဲ့တော့နည်းနည်းလေးဒီကောင်ကစပြီးလှည့်လိုက်လို့အစိမ်းလေးကရှေ့ရောက်လာပြီဆိုရင်ကျွန်တော်တို့ကအစိမ်းပြာနီဝါအမဲလို့ယူရင်လေကလေးရနေရာမရွှေ့တဲ့အတွက်ခုနကယူတဲ့ဟာနဲ့တူတူပဲလို့ကျွန်တော်တို့ယူရမယ်အဲ့တော့ rotation လုပ်ခြင်းဒီ permutation အသစ်တစ်ခုလို့ကျွန်တော်တို့မယူဆဘူးဒီအတိုင်းပဲသူ့ arrangement တစ်ခုလို့ပဲယူဆမယ်နော် okay ဒီလောက်ပြောရင်ကျွန်တော်နားလည်ပြီလို့ထင်တယ်ကျွန်တော်ရှေ့ဆက်ပြီးတော့သွားရအောင်ပေါ့နော်ကျွန်တော်ပြီးတော့လဲဆက်ပြီးတော့ရှင်းပြမယ်ဒီအချက်ကိုသိတယ်ဆိုရင် example တစ်ပုဒ်ကိုကျွန်တော်တို့စပြီးတော့စဉ်းစားကြည့်အောင်ပေါ့နော်ကျွန်တော်စပြီးပြောမယ့် example ကဘာလဲဆိုတော့ number 1ကျွန်တော်တို့ how many ways ပေါ့နော်နီလန်းဘယ်နှခုနဲ့ how many ways can 3 people sit in a row လူ3ယောက်တဒန်းနဲ့ထိုင်မယ်ဆိုရင်နီလန်းဘယ်နှနီလန်းနဲ့ထိုင်လို့ရလဲပေါ့ဒါကတော့ကျွန်တော်တို့တဒန်းနဲ့ထိုင်မှာပြတဲ့အတွက် linear ကိုပြန်ပြောချင်တာ linear ကိုနည်းနည်းလေးပြန်ပြီးတော့ကျွန်တော် idea လေးခေါ်မယ်ပြီးရင်အဲ့ဒါကိုမှ circular နဲ့ကျွန်တော်ပြန်ချိတ်ပေးမယ်ပေါ့နော်ဆိုတော့လူ3ယောက်ရှိမယ်ဆိုတော့ကျွန်တော်တို့3ယောက်ဆွဲလိုက်မယ်နော်လူ3ယောက်ရှိမယ်တဒန်းနဲ့ထိုင်မယ်ဆိုတော့ဒီနေရာမှာတော့ကျွန်တော်တို့ခုံ3ခုံရှိတယ်လို့ယူဆမယ်နော်ခုံ3ခုံရှိတယ်လို့ယူဆမယ်ပြီးတဲ့ခါကျရင်စထိုင်တဲ့အခါမှာကျွန်တော်ဘယ်လိုတွက်မလဲဆိုတော့ပထမခုံဒီပထမခုံမှာဒီ3ယောက်ထဲမှာကြိုက်တဲ့တစ်ယောက်ကဝင်ထိုင်လို့ရတယ်3ယောက်ထဲကနေပြီးတစ်ယောက်ကြိုက်တဲ့တစ်ယောက်ထိုင်လို့ရတဲ့အတွက်ဖြစ်နိုင်ခြေဟာ3ပေါ့နော်ဒီမှာတစ်ယောက်ထိုင်လိုက်ပြီးဒီကောင်လေးကအခုဒီမှာထိုင်လိုက်ပြီးဆိုရင်ဒုတိယခုံစဉ်းစားမယ်ဒုတိယခုံအတွက်ကကြတော့ဒီ2ယောက်ထဲကကြိုက်တဲ့တစ်ယောက်ထိုင်လို့ရတာဖြစ်တဲ့အတွက်သူ့ရဲ့ဖြစ်နိုင်ခြေက2ခုရှိတယ်အဲ့တော့အဲ့2ယောက်ထဲကကြိုက်တဲ့တစ်ယောက်ကအခုထိုင်လိုက်ပြီအဲ့ဆိုရင်နောက်ဆုံးခုံမှာတော့တစ်ခုံပဲကြံတယ်လူပါလဲတစ်ယောက်ပဲကြံတော့တဲ့အတွက်ဒီလူထိုင်မယ်ဆိုရင်ဖြစ်နိုင်ခြေကတစ်ခုပဲရှိတော့တယ်3နှစ်တက်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့အဲ့3နှစ်တက်ကမြောက်တာပေါ့3ရဲ့2ရဲ့1ရဲ့မြောက်တာအဲ့ဒါကို3 factorial လို့ခေါ်တယ်ဒီအကြောင်းအရာတော့ကျွန်တော်တို့ linear permutation မှာသိခဲ့ပြီးပြီလို့ထင်တယ်အတန်းလိုက်ထိုင်မယ်ဆိုရင်ပထမဆုံးခုံမှာ3ယောက်နောက်ဒုတိယခုံမှာ2ယောက်ထိုင်လို့ရတယ်နောက်ဆုံးမှာထိုင်လို့ရတာမဟုတ်ဘူးเนาะထိုင်တော့1ယောက်ပဲထိုင်လို့ရမယ်ပထမဆုံးခုံမှာ3ယောက်ထဲကရွေးလို့ရတယ်အဲ့လိုပြောရမယ်ဒုတိယခုံမှာကျတော့2ယောက်ကျန်တဲ့2ယောက်ထဲက1ယောက်ကိုရွေးလို့ရတယ်နောက်ဆုံးခုံမှာတော့ရွေးစရာ1ယောက်ပဲရှိတော့အဲ့1ယောက်ပဲထိုင်ရတော့မယ်ပေါ့နော်အဲ့တော့ဒါမျိုးဆိုရင်ကျွန်တော်တို့က3 factorial လို့ပြောတယ်ဒါကို factorial လို့ခေါ်တယ်ပေါ့နော်3 factorial ဟုတ်ပြီဒါက linear တုန်းကဒီလိုမျိုးကျွန်တော်တို့လုပ်ခဲ့တယ်3 factorial ဆိုတော့3နှစ်1မြောက်လိုက်ရင်ဖြစ်နိုင်ခြေကကျတော့ကျွန်တော်6မျိုးရှိတယ်6 different ways ပေါ့နော်မတူညီတဲ့ပုံစံ6မျိုးနဲ့ကျွန်တော် linear မှာထိုင်လို့ရခဲ့တယ်ဟုတ်ပြီကျွန်တော်ပု္ပ္ပစာလေးကိုနည်းနည်းလေးပြောင်းလိုက်မယ်ပု္ပ္ပစာလေးကိုကျွန်တော်ပြန်ကူးလိုက်မယ်ဒါပေမဲ့ပု္ပ္ပစာကိုနည်းနည်းချိန်လိုက်မယ်ဒီခါကျတော့ဘယ်လိုထိုင်မလဲဆို in a circle ပေါ့နော်စဝိုင်းပုံပတ်ပြီးတော့ထိုင်မယ်ဆိုပါစို့ဒါမှမဟုတ် circular table မှာထိုင်မယ်ဆိုပါစို့နော်လူကတော့3ယောက်ပဲခုနက3ယောက်ပဲဘာကွာသွားလဲဆိုတာကျွန်တော်တို့ကြည့်ကြည့်အောင်ဒီကကျွန်တော်ထိုင်ကုန်စဝိုင်းပုံထိုင်ကုန်လေးကျွန်တော်ဆွဲလိုက်မယ်နော်ဒါကစပွဲဝိုင်းပေါ့နော်အဲဒါစပွဲဝိုင်းမှာထိုင်လို့ရမယ့်ပုံစံက3ယောက်ပတ်ပြီးတော့ထိုင်လို့ရမယ်အဲ့တော့ခုနကကျွန်တော်ပြောခဲ့တယ်ပထမဆုံးလူကဘယ်နေရာမှာထိုင်ဘယ်နေရာမှာနေအရေးမကြီးဘူးရဲ့နော်ရေးမကြီးဘူးဆိုတော့ तू အရင်ဆုံးသူတင်ရမှာဝင်လိုက်တယ်ပေါ့သူတင်ရမှာစယူလိုက်တယ်နော်နေရာယူလိုက်တယ်သူဒီမှာနေရာယူပြီးသွားပြီဆိုရင်2ယောက်ကျန်တယ်အဲ့2ယောက်ကစကားပြောမယ်ပေါ့နော်အဲ့2ယောက်ဘယ်လိုစကားပြောမလဲဆိုတော့ဒီ1ယောက်ကတော့သူ့ကိုကျွန်တော်စပင်လေးထည့်လိုက်မယ်နော်ဒီစပင်နဲ့1ယောက်ဒီစပင်နဲ့1ယောက်ကဒီဘက်ချမ်းမှာလာထိုင်နေဆိုရင်နော်စပင်နဲ့1ယောက်ကဒီဘက်ချမ်းမှာလာထိုင်နေဆိုရင်ဒီစပင်မပါတဲ့1ယောက်ကဒီဘက်မှာထိုင်ရတော့မယ်ဘယ်သူနဲ့ချိန်ပြီးပြောနေရလဲဆိုတော့ပထမဆုံးထိုင်သွားတဲ့1ယောက်နဲ့ကျွန်တော်ချိန်ပြီးပြောနေတာနော်ဆိုတော့ဖြစ်နိုင်ခြေကဒီလိုဖြစ်နိုင်တယ်ဒီလိုသားဆိုရင်ကျွန်တော်တို့ကညောင်ကျွန်တော် copy လိုက်မယ်ပေါ့နော်ဒီလိုဖြစ်သွားမယ်ဒီ
စပင်နဲ့တယောက်ကဒီဘက်မှာထိုင်မယ်ဒီစပင်မပါတဲ့တယောက်ကဒီဘက်မှာထိုင်မယ်ဒါသည်ထိုင်လို့ရတဲ့ပုံစံတစ်မျိုးဒါ one way တနည်းနော်နောက်တနည်းကဘယ်လိုလဲဆိုတော့ပြောင်းပြန်ပေါ့နော်နောက်တနည်းကကြတော့ဒီတစ်ခါကျတော့ဘယ်လိုထိုင်လို့ရလဲဆိုရင်ဒီစပင်နဲ့တယောက်ကဒီဘက်ချမ်းမှာထိုင်ပါစပင်မပါတဲ့တယောက်ကကျတော့ဟိုဘက်ချမ်းထိုင်မယ်အဲ့လိုလဲထိုင်လို့ရတယ်နော်အဲ့လိုထိုင်မယ်ဆိုရင်ကျတော့ကျွန်တော်တို့ဒီလိုဖြတ်သွားမယ်နောက်တနည်းကိုကျွန်တော် copy လိုက်မယ်ပြီးရင်သူတို့နှစ်ယောက်ကျွန်တော်နေရာရွှေ့လိုက်မယ်ရွှေ့ကြမလို့သူ့ကိုကျွန်တော်စပင်ထည့်လိုက်မယ်โอเคနော်အဲ့တော့ဒီလိုဖြစ်သွားပြီဒါဆိုရင်ထိုင်လို့ရတဲ့ပုံစံကမတူနော်ဒါဆိုရင် two different way ဒါဆိုရင်နောက်တနည်းပေါ်လာပြီဒါဆိုရင်ထိုင်လို့ရမယ့်ပုံစံကတဲ့ဘယ်နှခုပဲထိုင်လို့ရလဲဆိုရင် circular permutation နှစ်မျိုးပဲထိုင်လို့ရတယ်လူ3ယောက်စောက်ဝိုင်းမှာပတ်ပြီးတော့ထိုင်မယ်ဆိုရင်တဲ့ဖြစ်နိုင်ကြီးကကျွန်တော်တို့ကနှစ်ခုပဲရှိတယ်အဲဆိုဒီမှာကျွန်တော်ဖြေလေးကိုရေးလိုက်မယ်ဒါကိုနည်းနည်းအောက်ချလိုက်ဘာရေးမလဲဆိုရင်ပေါ်ဟာကိုကျွန်တော် linear permutation လို့ခေါ်လိုက်မယ်နော် linear permutation အတူကောက်ဆိုရင်တော့ LP လို့ကျွန်တော်နောက်ကျရင်ရေးမယ် linear permutation ကကျွန်တော်တို့3 factorial ဖြစ်တယ်တနည်းအားဖြင့်6နည်းထိုင်လို့ရတယ်နော်3 factorial 6နည်းထိုင်လို့ရတယ် circular permutation မှာကြတော့ဖြစ်နိုင်ကြီးကကျွန်တော်2မျိုးပဲရှိမယ်လူ3ယောက်ဆိုရင် circular permutation နောက်ကျရင်ကျွန်တော် CP လို့အတူကောက်ရေးမယ် circular permutation 2 ways 2မျိုးပဲရှိမယ်နော်အဲ့ဆိုဒီထိနားလည်မယ်ဆိုရင်ကျွန်တော်တို့ဒီနှစ်ခုကိုနောက်ထပ်ပုံစံတစ်မျိုးနဲ့ကျွန်တော်ထပ်ရှင်းပြမယ်နော်ပစ္စည်း3ခုပေါ့တနည်းအားဖြင့် ABC ဆိုတဲ့ပစ္စည်း3ခုကိုကျွန်တော်တို့စဉ်းစားကြည့်အောင်နော်ကျွန်တော်တို့မှာ ABC ဆိုတဲ့ letter 3ခုရှိတယ်ပေါ့နော် alphabet 3ခုရှိတယ်အဲ့3ခုကိုကျွန်တော်က linear arrangement လုပ်ကြည့်မယ်နော်ဒီ ABC ကိုခုန example ကိုပဲဒီတစ်ခါကျ ABC နဲ့ကျွန်တော်ပြောင်းပြောတာလူနဲ့မပြောတော့ဘူးနော် linear arrangement လုပ်ကြည့်မယ်နောက်တစ်မျိုးရှင်းကြည့်ရပါပေါ့ linear arrangement လုပ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုစီလို့ရမလဲဆိုရင်ပထမနေရာမှာ A ထားမယ်ဒုတိယနေရာမှာ B ထားမယ်တတိယနေရာမှာ C ထားမယ်ဆိုပြီးတော့ဒီလိုစီလို့ရမယ် A B C အဲ့လိုမဟုတ်ဘူးဆိုရင်ကျတော့ A ကိုအသေးထားပြီးတော့ B နဲ့ C လှည့်လို့ရတယ်အဲ့တော့ C B ဖြစ်သွားမယ်ဒါလည်းပုံစံတစ်မျိုးပဲเนาะ arrangement တစ်မျိုးပဲအဲ့လိုဆိုရင်ဒီတစ်ခါကျတော့ A နှစ်ခုကရှေ့မှာထားပြီးဆိုတော့ဒီက B ကိုရှေ့မှာထားရအောင်လေ B ကိုရှေ့မှာထားပြီးတော့ BA C ဆိုရင်လည်းဒါဒီမတူတော့တဲ့ပုံစံ arrangement တစ်ခု permutation တစ်ခုပဲအဲ့လိုပဲ B ကိုအသေးထားပြီးတော့မှကျွန်တော် C နဲ့ A နဲ့ကိုဒီနှစ်ခုကိုလှည့်လိုက်လို့လည်းရတယ်လေเนาะအဲ့တော့ AC မဟုတ်ဘဲနဲ့ကျွန်တော် CA ပြောင်းလိုက်ရင်လည်းမတူညီတဲ့ different arrangement တစ်ခုထပ်ဖြစ်သွားပြန်ပြီအလားတူပဲ C ကိုရှေ့ဆုံးမှာထားပြီးတော့မှကျွန်တော်တို့ CAB ဆိုပြီးတော့လုပ်ချင်လဲရတယ်နောက်တစ်နည်း A နဲ့ B နဲ့ကိုလှည့်လိုက်မယ် CBA ဆိုပြီးတော့လုပ်ချင်လဲစီချင်လဲစီလို့ရတယ်အဲဆိုစုစုပေါင်း total ပေါ့ linear arrangement ဘယ်နှမျိုးစီလို့ရလဲဆိုရင်1 2 3 4 5 6မျိုးစီလို့ရတယ်စုစုပေါင်း total နော် total 6 different ways စီလို့ရတယ်ဆိုခုနဟာနဲ့ကြိုက်လာလို့ကျွန်တော်တို့ပြန်စဉ်းစားကြည့်ရင်တူတူပဲခုနကလည်းကျွန်တော်တို့လူ3ယောက်ကို linear ထိုင်ခိုင်းတဲ့အခါမှာ in a row ထိုင်ခိုင်းတဲ့အခါမှာအဖြေက6ပဲထွက်တယ်လို့အခု ABC ကိုလည်း C လိုက်ခါမှာဘလို့ပဲကျွန်တော်တို့ချရေးပြီးတော့ CC 6နည်းပဲရတယ်เนาะမတူညီတဲ့6နည်းကဲဒီခါကျတော့အဲ့ ABC ကိုပဲဘာလုပ်ကြည့်မလဲဆိုရင် circular arrangement လုပ်ကြည့်မယ်เนาะဒီခါကျတော့ circular arrangement လုပ်ကြည့်မယ်အဲ့တော့ဘယ်လိုလုပ်မလဲ circular arrangement ကြတော့ကျွန်တော်တို့ကဒီဘက်နဲ့တိုးလိုက်မယ်နော်ဒီလိုလုပ်လိုက်မယ်ဘ
ယ်လိုလုပ်မလဲဆိုရင်ကျွန်တော်ဒီလိုစဉ်းစားကြည့်မယ် ABC ဆိုတဲ့ alphabet 3ခုသူတို့ကထိုင်မယ်ခဏခါကြရင်ကျွန်တော်ဒီကစပြီးတော့ကျွန်တော်ပေးမယ် A ဒီမှာနေ B ဒီမှာနေနောက် C ဒီမှာနေเนาะ ABC ပေါ့ဒီလိုစပြီးတော့ပထမတစ်ခုအနေနဲ့စဉ်းစားကြည့်မယ် circular arrangement เนาะအဲ့တော့ဒီတစ်ခါကျတော့ ABC ဆိုတော့ဘာနဲ့သွားတူလဲဆိုရင်ဒီဟာလေးနဲ့တူတာပေါ့ဒီ ABC လေးနဲ့တူတယ် A B C ဟိုစဝိုင်းပုံလှည့်မယ်เนาะစဝိုင်းပုံကျွန်တော်ခေါ်တာပေါ့ A B C နိုင်လက်တန်အတိုင်းပေါ့เนาะနိုင်လက်တန်အတိုင်းသွားမယ် ABC okay အဲ့လိုထားပြီးရင်ကျွန်တော်ကသူတို့ကိုနေရာမရွှေ့ဘဲနဲ့ copy ကူးလိုက်မယ်ဒီတိုင်းပဲเนาะ copy ကူးလိုက်မယ်ခုနအတိုင်းပဲအဲ့ဒါကိုမှဒီလိုလှည့်လိုက်မယ်နော်ဒီလိုလှည့်လိုက်မယ်ဒီလိုလှည့်လိုက်တဲ့ခါကျရင်သူတို့နေရာကျွန်တော်မပြောင်းဘူးเนาะစပွဲကိုပဲလှည့်လိုက်တာဖြစ်တဲ့အတွက်ဒီနေရာကဒီနေရာ A A က A ပဲဒီနေရာ C C က C ပဲဒီနောက်တစ်နေရာက B B က B ပဲကျွန်တော်ရေးထားတဲ့ရောင်းပြန်ဖြစ်ကုန်လို့ပြန်ရေးလိုက်မယ်ပေါ့နော်အဲ့တော့ဒီလိုဖြစ်သွားရောအဲ့ဆိုဒီနှစ်ခုကတူတူပဲလားတူတူပဲဒီနှစ်ခုကတူတူပဲတကယ်တမ်းတူတယ်ဆိုတော့ကျွန်တော်တို့၃ခုမြား၃ခု equation ၃ခုနဲ့ရေးမယ်ပေါ့နော်မြင်းကြောင်မြင်းဖြောင်၃ခုနဲ့ရေးမယ်ဒီနှစ်ခုကလှည့်လိုက်တာပဲဖြစ်တယ်အစီအစဉ်ဘာမှရွှေ့ A ကိုဟိုနေရာရွှေ့ထိုင်ခိုင်း C ကိုနေရာရွှေ့ထိုင်ခိုင်းတာမဟုတ်ဘူးသူတို့ကသူတို့ထိုင်နေတာပဲစဝိုင်းလေးကိုပဲလှည့်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့နှစ်ခုကအတူတူပဲလို့ကျွန်တော်တို့ကယူဆတယ်ဟုတ်ပြီနော်အဲ့တော့ ABC နဲ့ကျွန်တော်တို့ CAB နဲ့တူသွားပြန်တယ်အဲ့ဒါဆိုဒီမှာပြန်ကြည့်ရင်ဒီ ABC နဲ့ circular arrangement မှာဆိုရင် CAB နဲ့တူတယ်လို့ယူဆတယ်ဒီအမှန်ချစ်နှစ်ခုကတူတယ်မပြီးသေးဘူးကျွန်တော်ထပ်လှည့်အောင်မယ်နော်ဒီကောင်းကိုကျွန်တော် copy ကူးလိုက်မယ်ဘာမှလုပ်နေတာမဟုတ်ဘူး copy ကူးတယ်ပြီးရင်ဒီလိုလှည့်လိုက်မယ်လှည့်လိုက်တာပဲနော်နိုင်လက်တန်တိုင်းပဲလှည့်လိုက်တယ်လှည့်လိုက်ရင်ဒီခါကျတော့ C ကပေါ်ရောက်သွားတယ်အဲပြန်တဲ့အောင်ကျွန်တော်ရေးပေးမယ်နော် C ကပေါ်ရောက်သွားတယ် B ကဒီမှာဒီဘက်က A ဖြစ်သွားတယ်သူတို့ကိုကျွန်တော်နေရာဘာမှမရွှေ့ဘူးလှည့်လိုက်တာပဲရှိတာเนาะစဝိုင်းပုံလှည့်ပြီးကြည့်နေတာပဲရှိတာအဲ့တော့ဒါဆိုရင်နေရာမရွှေ့ဘူးဒီတိုင်းလေးပဲလှည့်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကလည်းတူရမယ်ဒါဆိုဘာတူရမလဲဆိုတော့ B C A ကလည်းခုန ABC နဲ့တူရမယ်အဲ့တော့ BCA ဆိုတော့ဒီတစ်ခုပေါ့เนาะ BCA ဒီမှာတတိထားမှာကျွန်တော်အမြဲတမ်း clockwise စဉ်းစားတယ် clockwise ဆိုတာနိုင်လက်တန်လှည့်တဲ့အတိုင်းစဉ်းစားနေတယ်เนาะစဉ်းစားပြရတယ်ပေါ့ဒီနေရာမှာအဲ့တော့နိုင်လက်တန်လှည့်တဲ့အတိုင်းစဉ်းစားပြသွားတယ်အဲ့လိုဆိုရင်ကျွန်တော်တို့က BCA နဲ့ ABC နဲ့ CAB နဲ့အတူတူပဲအဲဆိုအဲ့ဟာတွေအကုန်လုံးကျွန်တော်တို့တနည်းလို့ပဲ one way လို့ပဲယူဆတယ် one way ပဲတူတူပဲဒီသုံးခုလုံးကပုံစံတစ်မျိုးပဲ arrangement တစ်ခုပဲ one arrangement လို့ပဲယူဆတယ်เนาะဟုတ်ပြီအဲဆိုရင်ဘယ်လိုပြောင်းလို့ရသေးလဲရတာပေါ့ဘယ်လိုပြောင်းလို့ရလဲဆိုတော့ဒီတစ်ခါကျတော့ A ကိုဒီနားမှာပဲထားလိုက်မယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော် C ထားလိုက်မယ်ဒီနေရာမှာ B ထားလိုက်မယ်အဲ့ဒါဆိုရင်ပြောင်းသွားပြီခုနကတော့ကျတော့ ABC B ကအလယ်မှာညံ့နေတယ်ဒီခါကျတော့ C ကိုအလယ်ပို့လိုက်မယ် ACB ACB เนาะ ACB အဲ့လိုဆိုရင်နောက်ထပ် arrangement နောက်တစ်မျိုးဖြစ်သွားတယ်အဲ့တော့ ACB ကဒီမှာမတူဘူးအဲ့တော့မတူတဲ့အတွက်ကျွန်တော် star လေးပြထားမယ်เนาะ ACB အဲ့ ACB ကိုလည်းကျွန်တော်တို့ခုနအတိုင်းပဲလုပ်မယ်လှည့်မယ် copy ကူးလိုက်တယ်နေရာထပ်မပြောင်းတော့ဘူးဒီလိုလေးလှည့်လိုက်မယ်လှည့်ပြီးကြည့်လိုက်ရင်ပြန်ရေးလိုက်မယ်ဒါက A ဒါ B เนาะဟုတ်ကဒီနာ B ဒီနာ C အဲ့ဆိုရင်ကြတော့ဘာဖြစ်သွားလဲ BAC ဖြစ်သွားတယ်ဟုတ်လားเนาะ BAC အဲ့တော့ BAC နဲ့ ACB နဲ့အတူတူပဲဒီနှစ်ခုကအတူတူပဲဒီ arrangement နှစ်ခုကလည်းအတူတူပဲ
အဲ့ဒါကိုမှကျွန်တော်ထပ်ပြီးတော့လှည့်မယ်ဒီကောင်ကိုပဲ copy ကူးလိုက်တယ် copy ကူးပြီးတော့လှည့်မယ်လှည့်လိုက်တော့ B လေးကအပေါ်ရောက်သွားတယ်နော် B ပေါ်ရောက်သွားတယ်ဆိုတော့ဒီခါကျတော့ဒါ B ဒါ C ဒီကောင်လေးက A ဒါဆိုရင်ဘာနဲ့သွားတူပြန်လဲဆိုတော့ C B A နဲ့တူတယ်အဲ့တော့ C B A ဆိုတော့ဒီအောက်ဆုံးကတစ်ခုအဲ့ဆိုကြည့်လိုက်ရင် linear arrangement တုန်းကကျွန်တော်6မျိုးရခဲ့ခြင်းဒီ circular arrangement ကြတော့2မျိုးပဲပြန်ရတော့တယ်ဘာဖြစ်လို့လဲဆိုတော့ဒီပုံစံ3ခုချင်းကသွားတူနေတယ်3ခုချင်းကလှည့်တာပဲကွာတယ်နေရာပြောင်းတာမဟုတ်တဲ့အတွက်ကြောင့်မလို့ circular permutation မှာအတူတူပဲလို့ယူဆတဲ့အတွက် circular arrangement ကဒီလိုပုံစံ arrangement တစ်မျိုးဒီလိုပုံစံ arrangement တစ်မျိုး2မျိုးပဲလုပ်လို့ရတယ်တဲ့အဲဆိုရင်ဒီလောက်ဆိုရင်တော့မြင်ပြီးထင်တယ်ပေါ့နော်မြင်ပြီးထင်တယ်ဆိုရင် linear နဲ့ circular နဲ့ permutation နှစ်ခုမှာကြားမှာဆက်သွယ်ချက်ရှိသလားပေါ့အဲ့ဒါကိုတစ်ချက်ကြည့်ကြည့်အောင်နော်အဲ့တော့ခုနကကျွန်တော် linear permutation တုန်းက LP လို့ရေးလိုက်မယ်6အဖြေ6ခုရခဲ့တယ် circular permutation မှာတုန်းကကြတော့ကျွန်တော်အဖြေ2ခုရခဲ့တယ်လူအခုရွေးစရာဘယ်နှခုစဉ်းစားနေရလဲဆိုတော့3ခုနဲ့စဉ်းစားနေရ ABC ဆိုတော့3ခုကိုကျွန်တော်တို့ကအမျိုးစုံစဉ်းစားနေတာအဲ့တော့ number and more number of ကျွန်တော် different item ပေါ့เนาะဒါမှ different things ပေါ့မတူညီတဲ့အရာကျွန်တော်3ခုကိုကျွန်တော်စဉ်းစားနေတာလူဆိုရင်လည်း3ယောက်ပစ္စည်းဆိုရင်လည်း3ခုပါအဲ့တော့ and လို့ကျွန်တော်တို့ယူဆမယ်3အဲ့ဆိုအဲ့ဆက်သွယ်ချက်လေးကိုကြည့်ကြည့်ပါဦး6ရယ်2ရယ်3ရယ်ဆိုတော့သူတို့ကြားမှာဆက်သွယ်ချက်များရှိနေမလားရှိလောက်တယ်ဘယ်လိုလဲဆိုတော့ linear permutation ဆိုတာဒီတဲ့ and အမြောက် circular permutation တဲ့ဟုတ်လားဆိုတော့ကျွန်တော်တို့သွားကြည့်ကြည့်ရင်ဒါလေးကိုဘောင်းခတ်လိုက်မယ်နော်ဟုတ်လားဆိုတော့ကြည့်ကြည့်ရင်6 is equal to 3 times 2ဆိုတော့ဟုတ်တယ်အဲ့တော့ကျွန်တော် general equation ဘယ်လိုထွက်လာမလဲဆိုတော့ဒီ circular permutation ကိုကျွန်တော်တို့ကလိုချင်တာဆိုတော့ circular permutation ကိုတစ်ဖက်မှာထား n ကိုဟိုဘက်ပို့လိုက်တော့ကျွန်တော်ဘယ်လိုဖြစ်သွားမလဲဆိုရင် n ကအောက်ကိုရောက်သွားမှာပေါ့circular permutation ဆိုတာဒီ linear permutation ကိုတည်ပြီးတော့ number of different item နဲ့ n နဲ့စားလိုက်ရတယ်ပေါ့နော်အဲဆိုနောက်ဘယ်လိုဖြစ်သွားလဲဆိုတော့တဲ့ပြန်ရေးလိုက်မယ်ဆိုရင်ဒါပြန်ဖြတ်လိုက်မယ်နော်ဒီလိုရေးလိုက်မယ် circular permutation is equal to linear permutation ကိုတည်ပြီးတော့မှ n နဲ့စားတယ်ဆိုပြီးဖြစ်သွားတယ်ဒါသူရဲ့ဆက်သွယ်ချက်လေးပေါ့နော် formula စစ်တော့မဟုတ်သေးဘူးဆက်သွယ်ချက်တကယ် formula အစစ်ပေါ့ circular permutation ရဲ့အစစ် formula circular permutation generally ပေါ့နော် circular permutation ကိုကျွန်တော်တို့ဘယ်လိုစဉ်းစားလဲဆိုရင်တဲ့ circular permutation of n different items n different မတူညီတဲ့ပစ္စည်း n ရှိမယ်ဆိုပါစို့ n different items ကို taken ယူမယ် all taken အကုန်လုံးယူမယ်เนาะ all taken at a time ဆိုရင်သူရဲ့ circular permutation ရဲ့ formula ကဘာလဲဆိုတော့ is equal to တဲ့ n minus 1 factorial တဲ့အဲ့တော့ကြည့်လိုက်တော့လွယ်လွယ်လေးပဲ n minus 1 factorial အဲ့တော့လူ3ယောက်ကို circular permutation မှာစက်ဝိုင်းပုံဝိုင်းကြီးပတ်ပတ်ထိုင်ခိုင်းမယ်ဆိုရင်လူ3ယောက်ရှိတဲ့အတွက်ကြောင့်မလို့ n is equal to 3အဲ့ဆိုသူရဲ့ circular permutation က n minus 1ဆိုတော့ n minus 1 factorial ဆိုတော့3 minus 1 factorial အဲ့တော့2 factorial ဆိုတာက2ရဲ့1ရဲ့မြောက်တာဆိုတော့အဖြေက2အဲ့တော့လွယ်သွားပြီသူရဲ့ formula လေးကိုသိရင်ကျွန်တော်လွယ်သွားပြီပေါ့နော်ဒါကိုနားလည်တယ်ဆိုရင် example တစ်ခုတွက်ကြည့်မယ်ကျွန်တော် example number 1 example number 1ကဘာလဲဆိုတော့ in how many different ways can 6 people ဒီခါ6ယောက်ဖြစ်သွားပြီလူ6ယောက်
be seated လူ6ယောက်ကိုနေရာချမယ် in a circular table နော် circular table မှာစဝိုင်းပုံ table မှာနေရာချမယ်ဆိုရင်ဘယ်နှမျိုးချလို့ရလဲပေါ့နော်အဲ့တော့ခုန formula နဲ့စဉ်းစားကြည့်မယ်ဆိုရင်လူက6ယောက်ဆိုတော့ n က6ယောက်အဲ့တော့ circular permutation ကသူ့ရဲ့ formula က n ကိုမှတစ်ခု short ပြီးတော့ factorial ယူတာလေအဲ့တော့6 minus 1 factorial ဆိုတော့အဖြေက5 factorial ဖြစ်လိမ့်မယ်5 factorial ဆိုတဲ့အဓိပ္ပာယ်က5မြောက်4မြောက်3မြောက်2မြောက်1အဲ့တော့5 factorial ဖြစ်လိမ့်မယ်အဖြေကเนาะအဲ့တော့အဖြေကို5 factorial ပဲပေးလဲရတယ်ပေါ့အဲ့တော့ဘယ်လိုလုပ်5 factorial ရလဲဆိုတာကို formula ကိုမေ့သွားတယ်ဆိုရင်လည်းကျွန်တော်တို့ကခုနစဉ်းစားရဲ့နီးလေးနဲ့ကျွန်တော်တို့စဉ်းစားကြည့်လို့ရတယ်လူကဒီခါ6ယောက်ဆိုတော့ကျွန်တော်တို့ဒီလိုကြည့်ကြည့်မယ်เนาะပုံလေးဆွဲလိုက်မယ်လေလူ6ယောက်ရှိမယ်အဲ့လူ6ယောက်ကိုကျွန်တော်တို့ကစပွဲဝိုင်းမှာထားမယ်ပေါ့เนาะအဲ့တော့ပထမဆုံးတစ်ယောက်ကိုစထားမယ်ဒီစပွဲဝိုင်းမှာနေရာ6ခုရှိတယ်ဆိုပါစို့ဒီမှာ1ခု2ခု3 4 5 6ဆိုပါစို့เนาะအဲ့တော့ပထမဆုံးတစ်ယောက်ကအရေးမကြီးဘူးဘယ်နေရာမှာဝင်ထိုင်ရတယ်အဲ့တော့ပထမဆုံးတစ်ယောက်ကဒီတစ်ယောက်ဝင်ထိုင်မယ်ပေါ့ထိတ်မှာပဲသူထိုင်လိုက်တယ်ဆိုပါစို့အဲ့တော့ तू ကအရေးမကြီးအတွက်ကြောင့်မလို့သူ့ကိုကျွန်တော်အလဲမှာပုံလေးပို့လိုက်မယ်เนาะ तू ကဝင်ထိုင်တယ်ဆိုတော့ तू ဒီရောက်သွားတယ်ပေါ့ okay तू ရောက်သွားပြီအဲ့တော့ကျန်တဲ့လူကရောဘယ်နှယောက်ကျန်လဲဆိုတော့9ယောက်ကျန်တယ်အဲ့တော့ဒီခုံစဉ်းစားမယ်ဆိုရင်ဒီခုံမှာ9ယောက်ထဲက1ယောက်ထိုင်လို့ရတယ်9ယောက်ထဲက1ယောက်ထိုင်လို့ရတယ်ကဲထိုင်လိုက်ပြီနောက်ခုံမှာကြတော့4ယောက်ပဲကျန်တော့တဲ့အတွက်4ယောက်ထဲက1ယောက်ထိုင်လို့ရတယ်ကဲထိုင်လိုက်ပြီနောက်ခုံမှာကြတော့3ယောက်ထဲက1ယောက်ထိုင်လို့ရတယ်နောက်ခုံမှာကြတော့2ယောက်ထဲက1ယောက်ထိုင်လို့ရတယ်နောက်ဆုံးခုံမှာတော့နောက်ဆုံး1ယောက်ပဲကျန်တော့တဲ့အတွက်အဲ့1ယောက်ပဲထိုင်ရတော့မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ permutation ကဘာဖြစ်သွားလဲဆိုရင်ဒီမှာ5ဆိုတော့5 4ဆိုတော့4ဒီမှာ3 3 2နောက်ဆုံးက1အဲ့ဒါတွေအကုန်လုံးမြှောက်အောင်ပါဆိုတော့5 4 3 2 1မြှောက်လိုက်ရင်အဖြေက5 factorial ပဲတူတူပဲဟုတ်ပြီနော်အဲ့တော့ formula ကိုနားလည်ပြီးတော့မှတ်မိလို့ n-1 factorial နဲ့တန်းတွက်ချင်လဲတွက်ဒါမှမဟုတ်ရင်လည်းအခုလိုမျိုးစဉ်းစားပြီးတော့မှပထမဆုံးတစ်ယောက်ကိုရင်ထိုင်ခိုင်းပြီးရင်သူ့ဘေးကခုံကိုဘယ်နှယောက်ကြံထိုင်လို့ရလဲနောက်တစ်ယောက်ဘယ်နှယောက်ထိုင်လို့ရလဲဆိုပတ်လဲထိုင်သွားရင်နောက်ဆုံးဖြေက5 factorial ပဲထွက်လိမ့်မယ်ပေါ့နော်ဒါဆိုရင်ဒီ example number 1ကိုနားလည်ရင်ကျွန်တော်တို့နောက်ထပ်တစ်ဆင့်ထပ်ပြီးတော့မြင့်ကြည့်ရအောင် example 2ပုံစံအသစ်ကလေးကိုကျွန်တော်တို့သွားကြည့်မယ်ဒါကတော့ example 2ရဲ့ question ဖြစ်ပါတယ် question လေးတစ်ချက်ဖတ်ကြည့်အောင်ကျွန်တော်တို့သူကဗာမေးထားလဲဆိုတော့ in how many ways တဲ့နီလန်းဘယ်နှခုနဲ့ can a 4 couples be seated at a round table တဲ့ if the boys and girls want to sit alternately တဲ့ဆိုတော့ဒီနေရာမှာမေကွန်းက4 couples လို့ပြောထားတယ်ဇုံတွဲ၄တွဲပေါ့ဇုံတွဲ၄တွဲဆိုတော့ကျွန်တော်တို့သိရမှာကယောက်ျားလေး4ယောက်မိန်းကလေး4ယောက်ရှိမှာပေါ့เนาะဒါဆိုရင်4 boys and 4 girls ပေါ့เนาะသူတို့က round table ဆိုတော့ဇပွဲဝိုင်းမှာထိုင်မယ်ဒါဒီ linear မဟုတ်တော့ဘူး circular permutation ဖြစ်သွားပြီအဲ့ထဲမှာသူတို့ထိုင်တဲ့ပုံစံကကန့်သက်ချက်ရှိတယ်ဘယ်လိုလဲဆိုတော့ the boys and girls want to sit alternately ဆိုတော့ဒီ alternately ဆိုတဲ့စကားလုံးကဘာကိုပြောချင်တာလဲဆိုရင်ဒီယောက်ျားလေးမိန်းကလေးတယောက်ချားစီထိုင်မယ်လို့ပြောချင်တာအဲ့တော့တယောက်ချားစီထိုင်နေဆိုတော့ယောက်ျားလေးသူ့ဘေးမှာမိန်းကလေးပြီးရင်ယောက်ျားလေးပြီးရင်မိန်းကလေးပြန်လာမယ်ဒီလိုတစ်ခုံချားပေါ့နော်ဆိုတော့ယောက်ျားလေးနဲ့မိန်းကလေးနဲ့ကတယောက်ချားစီထိုင်တဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးထိုင်ကြမယ်ဆိုရင်တဲ့ဒီ၈ယောက်ကိုဘယ်လိုမျိုးနေရာချမလဲပေါ့နော်ဘယ်လိုနေရာဘယ်နှမျိုးချလို့ရလဲပုံစံဘယ်နှမျိုးချလို့ရလဲဆိုတော့မေးထားတာပေါ့နော်ဆိုတော့ circular permutation ပဲနည်းနည်းထူးခြားတယ်အဲ့တော့ဘယ်လိုစဉ်းစားမလဲဆိုရင်ပုံလေးဆွဲပြီးတော့စပြီးစဉ်းစားကြည့်မယ်ကျွန်တော် round table စဝိုင်းလေး
စဆွဲလိုက်မယ်ပေါ့နော်ဒီပတ်ပတ်လည်မှာလူ8ယောက်စာကျွန်တော်တို့ခုံ8ခုံရှိမယ်လို့ယူဆကြည့်အောင်ပေါ့နော်ဆိုတော့ဒီမှာ1 2 3 4 5 6ခွန်ဆိုရင်ဒါဆိုရင်ခွန်ပဲရှိတယ်8ဆိုတော့နောက်တစ်ခုထည့်အဲ့တော့နည်းနည်းလေးရွှေ့လိုက်မယ်နော်နေရာနည်းနည်းရွှေ့လိုက်မယ်ဒီချားလေးမှာတစ်ခုထည့်လိုက်မယ်ဒါဆိုရင်8ခုံပေါ့နော်စုစုပေါင်းကျွန်တော်တို့8ခုံရှိမယ်လူ8ယောက်ကိုနေရာချမယ်အဲ့တော့လူက8ယောက်ရှိမယ်ဆိုတော့ကျွန်တော်တို့မိန်းကလေးယောက်ျားလေးပေါ့နော်ဆိုတော့ယောက်ျားလေး4ယောက်ပေါ့ဒါက4 points ဖြစ်မယ်နောက်တစ်ခုကမိန်းကလေးကိုကျတော့ကျွန်တော်ပန်းရောင်နဲ့ဆွဲလိုက်မယ်နော်မိန်းကလေးက4ယောက်ရှိမယ်4 girls ဆိုမိန်းကလေးဆိုတော့ကျွန်တော်7နည်းနည်းလေးထည့်လိုက်မယ်โอเคဒါမိန်းကလေးပေါ့နော်ဒါဆိုခုနကကျွန်တော်တို့စဉ်းစားခဲ့တဲ့ principle တွေအရဆိုရင်ပထမအဆုံးစထိုင်မဲ့လူကအရေးမကြီးလို့ပြောထားတယ်ဆိုတော့ဒီနေရာမှာယောက်ျားလေးပဲစထိုင်ထိုင်မိန်းကလေးပဲစထိုင်ထိုင်သူတို့ကအရေးအတွက်ကလည်းတူနေတယ်ပတ်ပတ်လည်းထိုင်မှာဆိုတော့ဘယ်သူစထိုင်ထိုင်အရေးမကြီးဘူးဆိုတော့လွယ်အောင်လို့ကျွန်တော်ယောက်ျားလေးတယောက်ကိုပဲစပြီးတော့ထိုင်ခိုင်းလိုက်မယ်ပေါ့နော်သူကလည်းကြိုက်တဲ့နေရာထိုင်လို့ရတယ်ဆိုပါစို့ကျွန်တော်တို့ပုံရကြည့်ရတာလွယ်အောင်လို့ကျွန်တော်ထိတ်မှာပဲထိုင်ခိုင်းလိုက်မယ်တကယ်တမ်းတော့ဘယ်နေရာထိုင်တူတူပဲပတ်ပတ်လဲဆိုတော့ဘယ်နေရာကြည့်တူတူပဲเนาะဆိုတော့ယောက်ျားလေးတယောက်ကဒီမှာစထိုင်လိုက်ပြီပေါ့เนาะဒါဆိုရင်ဒီခုံစဉ်းစားကြည့်အောင်ဒီခုံဒီယောက်ျားလေးထိုင်ရမလားမိန်းကလေးထိုင်ရမလားဆိုတော့ယောက်ျားလေးထိုင်ပြီးပြီဆိုတော့သူ့ဘေးမှာမိန်းကလေးပဲထိုင်ရတော့မယ်အဲ့တော့ဒီခုံမှာမိန်းကလေး၄ယောက်ထဲကကြိုက်တဲ့တယောက်ကဝင်ထိုင်လို့ရတယ်ဆိုတော့သူက၄ယောက်ထဲကတယောက်ရွေးရမယ်ဆိုတဲ့သဘောเนาะမိန်းကလေးတယောက်ထိုင်လိုက်ပြီဆိုပါစို့เนาะတယောက်ထိုင်လိုက်ပြီကျွန်တော်သူ့ဖယ်လိုက်တော့မယ်တယောက်ယော့သွားပြီเนาะဆိုတော့ဒီလိုပဲချက်လိုက်တော့မယ်โอเคဒီလိုချက်လိုက်ပြီနောက်သူကမိန်းကလေးတွေကတခုံကြော်စီထိုင်ပါလေเนาะဆိုတော့နောက်မိန်းကလေးတယောက်ကဒီမှာထိုင်ရမယ်ဒီမှာကျတော့ကျွန်တော်တို့3ယောက်ထဲကရွေးလို့ရတယ်နောက်ဒီမှာမိန်းကလေးထိုင်ရမယ်မိန်းကလေး2ယောက်ထဲကရွေးလို့ရတယ်နောက်ဒီမှာကျတော့နောက်ဆုံး1ယောက်ပဲကျန်တော့မယ်အဲ့ဒီကောင်မလေးကဒီမှာထိုင်မယ်ဆိုတော့ပန်းရောင်လေးတွေကမိန်းကလေးတွေဖြစ်မယ်ပေါ့နော်မိန်းကလေးထိုင်တဲ့ခုံတွေဖြစ်လိမ့်မယ်နောက်သူတို့ကြားမှာယောက်ျားလေးတွေထိုင်မယ်ဥပမာဒီခုံပေါ့ဒီခုံနော်ဒီခုံဆိုရင်ယောက်ျားလေးထိုင်မယ်ယောက်ျားလေးကသူက4ယောက်မရှိတော့ဘူးလေနော်ထိတ်မှာ1ယောက်သွားသွားပြီဆိုတော့သူက3ယောက်ပဲကျန်တော့မှာအဲ့တော့ဒီခုံမှာယောက်ျားလေးက3ယောက်ထဲက1ယောက်ရွေးလို့ရမယ်ဒီခုံမှာကျတော့2ယောက်ထဲက1ယောက်ရွေးလို့ရမယ်ဒီခုံမှာကျတော့1ယောက်ထဲကနေပြီးတော့ဒီ1ယောက်ပဲထိုင်ရတော့မယ်ဒါဆိုဒီကဏ္ဍလေးတွေအကုန်လုံးကိုကျွန်တော်တို့ကမျှဝရမယ်ပေါ့နော်အဲဆိုဒီကစမယ်4မြောက်3အမြောက်ဒီမှာ3အမြောက်2အမြောက်2အမြောက်1အမြောက်1เนาะအဲ့ဟာဒီကျွန်တော်တို့ရဲ့အဖြေဖြစ်မယ်အကုန်မြောက်ကြည့်လိုက်ရင်ကျွန်တော်တို့က144ရလိမ့်မယ်เนาะ144ရလိမ့်မယ်ဆိုတော့ဒီပု္ပ္ပစာဒီလွယ်မလို့နဲ့မှားတတ်တယ်ပြီးတော့ရိုင်းခတ်လာဆိုတော့လည်းမခတ်ဘူးပေါ့နော်အခုလိုမျိုးပုံဆွဲပြီးတော့မှကျွန်တော်စဉ်းစားရမယ်အဲ့လိုစဉ်းစားပြီးတော့ယောက်ျားလေးမိန်းကလေးခွဲပြီးစဉ်းစားလိုက်ရင်လွယ်တယ်ကျွန်တော်ပြောခဲ့တဲ့ principle အတိုင်းပဲစထိုင်တဲ့လူကပထမဆုံးတယောက်ကအရေးမကြီးတဲ့အတွက်ကြောင့်မလို့သူ့ကိုထည့်မစဉ်းစားတော့ဘူးပေါ့နော်ထည့်မစဉ်းစားဘဲနဲ့အခုလိုခွဲပြီးတော့စဉ်းစားလိုက်ရင်144ရမယ်ပေါ့နော် okay ဒါဆိုရင် example 2လည်းနားလည်ပြီဒီပုံစံကကြတော့ပုံစံတစ်မျိုးပေါ့လူတွေနေရာယူပြီးထိုင်တာပေါ့နော်နောက်ထပ်ပုံစံတစ်ခုကကြတော့ကျွန်တော်တို့ခုနပြောခဲ့တဲ့ဒီပတိကုန်းလေးတွေကိုစီတာပေါ့အဲ့ပိုင်းကိုဆက်သွားရအောင်ပတိကုန်းလေးတွေကိုစီတဲ့ဒီ circular permutation အမျိုးအစားကိုကြတော့ကျွန်တော်တို့ကဒီလိုခေါ်တယ် arrangements of all different နော် all different ဆိုတော့အကုန်လုံးကတစ်ခုနဲ့တစ်ခုမတူဘူးပေါ့ all different beats ပတိစေလေးတွေ beats around a necklace ပေါ့နော် around a necklace ဆိုလဲဆွဲပေါ့လဲဆွဲရဲ့ပတ်ပတ်လည်မှာကျွန်တော်တို့ပတိစေလေးတွေကိုစီမဲ့ပုံစံမျိုးပေါ့နော်ဒါကကြတော့သူကပုံစံတစ်မျိုး circular permutation မှာသူကပုံစံတစ်မျိုးပေါ့နော်အဲ့တော့ဘာကွာလဲခုနလူတွေထိုင်တာနဲ့ဘာကွာလဲဆိုတော့ကျွန်တော်နည်းနည်းရှင်းပြမယ်သူကတစ်ချက်ကွာတယ်ဆိုတော့
ကြည့်ကြည့်အောင်ကျွန်တော်တို့မှာဒီ ABC ဆိုတဲ့ဟာနဲ့ပဲစဉ်းစားကြည့်မယ်เนาะကျွန်တော်တို့ပထမအဆုံးစပြီးစဉ်းစားခဲ့တာလေ ABC ကို linear စီခဲ့တယ်အဲ့တော့6ခုရခဲ့တယ် ABC ကိုပဲကျွန်တော်တို့ကလူတွေစပွဲဝိုင်းမှာထိုင်တဲ့ circular ပုံစံစီခဲ့တယ်ကျွန်တော်တို့နီလန်နှစ်ခုပဲရတယ်2ပဲရတယ်เนาะ2 ways ပေါ့ circular arrangement ကနှစ်ခုပဲရတယ်2 ways ပဲရခဲ့တယ်အပေါ်မှာ6ခုရတယ် linear မှာအခုကလူတွေထိုင်တယ်လို့မျိုးစီရင်နှစ်ခုပဲရတယ်နောက်ပဒီကုန်းတွေထည့်တယ်လို့မျိုးစဉ်းစားမယ်ဆိုရင်ဘယ်နှခုရမလဲကြည့်ကြည့်အောင်ဆိုတော့ဒီတစ်ခါ ABC ပဲ ABC ကိုကျွန်တော်တို့ကအလုံးလေးတီးလိုက်မယ်ပေါ့နော်ဥပမာ A ဆိုတဲ့ပဒီစိတ်လေးရှိမယ်နောက်တစ်ခါ B ဆိုတဲ့ပဒီစိတ်လေးရှိမယ်နောက်တစ်ခါ C ဆိုတဲ့ပဒီစိတ်လေးရှိမယ်အဲ့ဒါလေးတွေကိုအခုလိုကျိုးနဲ့ဆက်ပြီးတော့တီးလိုက်မယ်နော်ဆိုတော့ ABC ဆိုတော့ကျွန်တော်တို့လှည့်ကြည့်ရင်ဘာတွေရမလဲဆိုရင်ပထမဆုံးမြင်နေရတာတော့ကျွန်တော်တို့ ABC ပေါ့နော်ဘယ်လိုလှည့်မလဲဆိုတော့ဒီကနေစပြီးတော့မှ9လက်တန်အတိုင်းလှည့်မယ် clockwise ပေါ့နော် ABC ပေါ့ ABC နဲ့နောက်ဘာနဲ့အတူတူပဲလဲဆိုရင်ကျွန်တော်တို့သိပြီးသားလေဘာနဲ့တူလဲဆိုတော့ဒီမှာ AB အကြောင်းခွဲလိုက်မယ် ABC လို့ယူလဲတူတူပဲဒါမှမဟုတ်ရင် B ကစယူမယ်ဆိုရင် BCA ဆိုရင်လည်းတူတူပဲเนาะအဲ့တော့ BCA ကလည်းတူတူပဲနောက်ဘာလဲတူတူပဲလဲဆိုရင်ခုနလူတွေထိုင်တယ်လို့မျိုးပဲ C ကစစဉ်းစားမယ်ဆိုရင်နိုင်လက်တန်တိုင်းလှည့်လိုက် C ပြီးရင်သူ့ဘေးက A လာမယ်ပြီးရင် B လာမယ်အဲ့ဒါလည်းတူတူပဲအဲ့ဒီ3ခုတူတယ်ဆိုတော့ကျွန်တော်သိခဲ့ပြီးပြီเนาะနောက်ဒီလက်ကောက်တို့ပဒီတို့လုပ်တဲ့နေရာမှာအခုလိုမျိုးကြိုးလေးနဲ့တီထားတဲ့ခါကျရင်နောက်ဘာတူသေးလဲဆိုတော့ဒီလိုမျိုးလှဲ့တာတင်မဟုတ်သေးဘူးပေါ့နော်ဒီလိုလှဲ့တာတင်မဟုတ်သေးဘူး flip လုပ်ရင်လည်းတူတယ်တဲ့ဒီလက်ကောက်ကိုကျွန်တော်တို့ကဘာမှမပြောင်းမဲနဲ့ဒီလို flip လုပ်လိုက်မယ် rotation မဟုတ်ဘဲနဲ့ flip ပက်လက်လှန်လိုက်တာပေါ့နော်ဟိုဘက်ကိုလှန်လိုက်တာအဲ့လိုလှန်လိုက်ရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့မျိုးလုံးထဲမှာမြင်အောင်စဉ်းစားကြည့်ရင် A က A နေရာပဲဒါပေမဲ့ flip လုပ်လိုက်တော့ကြောင့်မလို့ B ကဒီဘက်ရောက်လာမယ်ပြီးရင် C ကဒီကိုရောက်လာမယ်တော့ဒီလိုဖြစ်သွားလိမ့်မယ်အဲ့တော့ပက်လက်လှန်လိုက်တာပေါ့နော် flip လုပ်လိုက်တာအဲ့လိုလုပ်လိုက်ပြီးတော့မှခုနအတိုင်းပြန်လှည့်ကြည့်အောင်ပြန်လှည့်တဲ့အခါမှာနိုင်လက်တန်တိုင်းပဲလှည့်ကြည့်ရင်ဒီမှာ A C B ဖြစ်သွားပြီအဲ့ဒါလည်းတူတူပဲ A C B နောက် C ကစပြီးစဉ်းစားမယ်ဆိုရင် C B A C B A ရလည်းတူတူပဲနောက် B ကစစဉ်းစားမယ်ဆိုရင် B နိုင်လက်တန်တိုင်းလှည့်တော့ A C ဆိုတော့တူတာက6ခုဖြစ်နေတယ်ဒီ case 6 case လုံးကအတူတူပဲလို့ယူဆရမယ် one unique arrangement ပေါ့ဒါကဘာဖြစ်လို့ဒီလိုဖြစ်သွားလဲဆိုရင်ဒီပဒီတွေကိုကျွန်တော်တို့ကနေရာရွှေ့ခြင်းမရှိတော့ဘူးပေါ့နော်ဒီတိုင်းပဲဒီလက်ကောက်ကိုလက်ကောက်တိုင်းပဲ rotation လုပ်လို့ရတယ်နံပါတ်1เนาะ rotation လှည့်ပြီးတော့ကြည့်တာเนาะလှည့်ပြီးကြည့်တယ်ဆိုတာဒီလိုမျိုးเนาะဒီမှာလှည့်ပြီးတော့ဒီလိုမျိုးဘာမှပြောင်းလဲခြင်းမရှိပဲဒီလိုလှည့်ပြီးကြည့်လို့ရတယ်เนาะဒီလိုလှည့်ပြီးတော့ကြည့်တာကပုံစံတစ်မျိုးအဲ့ဒါဘာနဲ့သွားတူလဲဆိုတော့ခုနကလူတွေထိုင်တာနဲ့တူတယ်နောက်ဒီလိုလှည့်တာအပြင်အောင်မှဟိုဘက်ကိုဘယ်ညာ flip ပေါ့ flip လုပ်ပြီးတော့ကြည့်ရင်လည်းအထက်ကပဒီစီတွေကိုကျွန်တော်တို့ကဘာမှနေရာရွှေ့တာမလုပ်ဘူးလက်ကောက်ကိုလှည့်လိုက်တာပဲလှန်လိုက်တာပဲရှိတာအဲ့လိုလှန်လိုက်ရင်လည်းသူ့ရဲ့ arrangement ကဒီတိုင်းပဲဆိုတော့အဲ့6ခုလုံးကသွားတူနေတာကိုတွေ့ရတယ်အဲ့တော့လှန်လိုက်တဲ့ပုံစံလေးကိုနားလည်သွားအောင်ကျွန်တော်နောက်တစ်ခုနဲ့ရှင်းပြမယ်ပေါ့နော်အဲ့တော့ဒီမှာလှန်လိုက်တဲ့ပုံစံလေးကိုမြင်အောင်လို့ကျွန်တော်ဒီမှာရှင်းပြမယ်ဒီမှာကြည့်ကြည့်ရင် ABC ဆိုတဲ့ဒီပဒီကုန်းလေးရှိတယ်ပေါ့နော်အဲ့ဒါကိုမှကျွန်တော်တို့ကပုံတူကူးလိုက်မယ်ဒါက duplicate ပုံတူကူးလိုက်တာเนาะဘာမှပြောင်းလဲခြင်းမရှိဘူးအဲ့ဒါကိုမှ flip လုပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီလို flip လုပ်လိုက်တယ်အဲ့တော့ဟိုဘက်ဒီဘက်လှည့်လိုက်တာပေါ့เนาะတွေ့လိုက်လားမသိဘူးเนาะဒီကအတဲကိုကျွန်တော်ဟိုဘက်ကိုလှန်လိုက်တဲ့သဘောเนาะလှန်လိုက်တဲ့ခါကျရင်အထက်ကပဒီစီတွေကိုကျွန်တော်ကက်ကြီးနဲ့ညှက်ထုတ်ပြီးနေရာတွေရွှေ့တာမဟုတ်ဘဲနဲ့ဒီတိုင်းလေးပဲလှန်လိုက်တယ်အဲ့ကြရင် position ကဘယ်လိုဖြစ်သွားလဲဆိုတော့ဒီမှာ A ဒီမှာ B ဒီမှာ C ဖြစ်သွားတယ်เนาะအဲ့ဒါဟိုမှာ
clockwise ပြန်လှည့်ကြည့်မယ်ဆိုရင်ဒီလိုဖြစ်သွားလိမ့်မယ် ACB อ่ะခုန ABC နဲ့လည်းသွားတူနေတယ်အဲ့တော့ပြောချင်တာကဒီလက်ကောက်တွေပတိတွေကိုစဉ်းစားမယ်ဆိုရင်တော့သူဘလို့လှည့်လှည့်အတူတူပဲ rotation of flip ကိုနှစ်ခုလုံးကတူတယ်လို့ကျွန်တော်တို့ယူဆမယ်ပေါ့နော်အဲ့တော့ဒါကိုနားလည်သွားပြီဆိုရင်ဒီလိုမျိုး arrangement မှာပတိစိတ်3စိတ်ကတစ်ခုနဲ့တစ်ခုမတူဘူးဆိုရင်ကျွန်တော်တို့စီလို့ရမယ့်နီလန်းက only one way ပဲရှိပါတယ်နော် only one way ပဲအဲ့ဒါပထမဆုံး linear မှာတော့က6နည်းရှိခဲ့တယ်နောက်လူတွေထိုင်တော့ကကြတော့3ယောက်ကိုစီတဲ့နေရာမှာ circular ကကျွန်တော်တို့2နည်းပဲရှိခဲ့တယ်အခုဒီလိုမျိုးပတိစီတွေကိုစီတဲ့အခါမှာကြတော့တနည်းပဲကြံတော့တယ်နော်တနည်းပဲကြံတော့တယ်အဲ့တော့ဒီလိုမျိုး case ကိုပေါ့နော်ဒီလိုမျိုးပုံစံမျိုးကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုရင်ဒီ clockwise score and counter clockwise score ဘယ်လိုပဲလှည့်လှည့်နော် clockwise ရဲ့ counter clockwise ရဲ့ counter clockwise ဆိုတာကနိုင်လက်တံပြောင်းပြန်လှည့်တာအဲ့နှစ်ခုလုံး order ကိုကျွန်တော်တို့တူတယ်လို့ယူဆမယ်ဆိုရင်ဒီ case ပေါ့နော်ဒီ case မှာဆိုရင်နိုင်လက်တံတိုင်းလှည့်ပြီးယူတာရဲ့နိုင်လက်တံပြောင်းပြန်လှည့်ပြီးယူတာအကုန်လုံးအတူတူပဲလို့ကျွန်တော်တို့ယူဆတယ်အဲ့ဒါကိုကျွန်တော်တို့ flip လုပ်တယ်လို့လည်းသုံးလို့ရတယ်အဲ့တော့ဘယ်လိုပဲမြင်ကြည့်အတူတူပဲ flip လုပ်ပြီးတော့နိုင်လက်တံတိုင်းလှည့်တယ်လို့မြင်ကြည့်လဲရတယ်မဟုတ်ဘဲနဲ့ဒီကောင်လေးကိုပဲပထမတစ်ခေါက်နိုင်လက်တံတိုင်းလှည့်တယ်နောက်ဖြောင်းပြန်လှည့်တယ် ACB CBA BAC ဒါတွေကအကုန်လုံးအတူတူပဲဆိုယူဆမယ်ဆိုရင်စီလို့ရတဲ့နည်းလမ်းကတစ်ခုပဲရှိတယ်အဲ့တော့နောက်တစ်ခုပြန်ပြောရရင်ကျွန်တော်တို့ဒီ3မျိုးတည်ကျွန်တော် clockwise လှည့်ပြီးတော့စီထားခြင်းဖြစ်တယ်ဒီ3ခုကကြတော့ကျွန်တော်တို့ counter clockwise နဲ့ပြန်စဉ်းစားရင်လည်းအတူတူပဲအဲဆိုပထမပြောခဲ့တဲ့လူတွေထိုင်တာနဲ့ဘာကွာသွားလဲဆိုရင် तू ကပို့ပြီးတော့မှနဲသွားတယ်စီလို့ရမယ်ဟာကဘယ်လောက်နဲသွားလဲဆိုတော့တဝက်ယော့သွားတယ်ပထမလူတွေစီတုံးကကျွန်တော်တို့2နည်းစီလို့ရခဲ့တယ်အခုတော့1နည်းပဲစီလို့ရတော့တယ်အဲ့တော့တဝက်ယော့သွားတယ်အဲ့ဒါကြောင့်မလို့တဲ့သူ့ရဲ့ဒီ formula လေးပေါ့နော်သူ့ရဲ့ formula လေးကလွယ်တယ်အပေါ်က formula ပဲဒါပဲဒီဟာနဲ့တူတယ်ကျွန်တော်ဒီဟာနဲ့တူတဲ့အတွက်ကြောင့်မလို့ကျွန်တော် copy ပြန်ကူးလိုက်မယ်ဒီဟာနဲ့တူတယ်ဒါပေမဲ့သူ့ရဲ့ကန့်သက်ချက်ကဘာလဲဆိုတော့ clockwise နဲ့ counter clockwise နဲ့ကိုကျွန်တော်တို့တူတယ်လို့ယူဆမယ်နိုင်လက်တံတိုင်းလှည့်ပြီးတော့ကြည်တာဖြစ်ဖြစ်စန့်ကျင်ဘက်လှည့်ပြီးကြည်တာဖြစ်ဖြစ်တူတူပဲလို့ယူဆတယ်ဒီလိုပတိစိတ်တွေကိစ္စမှာဆိုအဲ့ကြရင်တော့တဝက်ယော့သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကို 1/2 နဲ့မြှောက်ပေးလိုက်တယ်တနည်းအားဖြင့်2နဲ့စားပေးလိုက်တယ်အဲ့တော့တူတူပဲသူကတဝက်ယော့သွားတယ်ဖြစ်နိုင်ခြေကပို့ပြီးတော့နဲသွားတယ်စီလို့ရမဲ့နီလန်ကတဝက်ယော့သွားတယ်ပေါ့နော်ဟိုဘက်ဒီဘက်တူတူပဲလို့ယူဆလိုက်တဲ့အတွက်တဝက်ယော့သွားတယ်ဒါကြောင့်မလို့သူကသူ့ရဲ့ formula မှာ1/2 ပါတယ်1/2 ပါတယ်ပေါ့နော် okay အဲ့ဒါနားလဲရင်ကျွန်တော်တို့ပု္ပ္ပစာ example 3လေးကိုအတူတူတွက်ကြည့်အောင်နော် concept ကတော့ဒီလိုမျိုးပေါ့နော်အဲ့တော့ formula လဲသိပြီ concept လဲသိပြီဆိုရင်ကျွန်တော်တွက်ကြည့်မယ် example 3ကဘာလဲဆိုတော့ find the number of ways နီလန်ဘယ်နှခုရှိမလဲပေါ့ in which 12 different no? 12 different beats မတူညီတဲ့ပတိစိတ်12စိတ်ရှိမယ်အဲ့ဒါကို can be arranged စီမယ် to form a necklace နော် okay ဆိုတော့12ခုရှိတာကိုကျွန်တော်တို့ necklace လုပ်မယ်ဆိုတော့ဒါက circular permutation အဲ့မှာဒုတိယပုံစံเนาะသူရဲ့ formula ကိုကျွန်တော်တို့သိတယ်ရှိတဲ့အရေအတွက်က12လုံးရှိတယ် n က12အဲ့မှာ n ကိုတဝက်လျှော့တယ်ပြီးတော့အဲ့ဒါကို factorial ယူတာဆိုတော့12 minus 1 factorial ဆိုတော့11 factorial အဲ့ဒါမှမပြီးသေးဘူးကျွန်တော်တို့ဒီလိုမျိုး
ပတိစီလေးတွေကိုစီတဲ့အခါမှာ counter clockwise နဲ့ clockwise နဲ့ကိုတူတယ်လို့ကျွန်တော်တို့ယူဆမယ်ဒါဆိုရင်သူ့ရဲ့ဖြစ်နိုင်ခြေကိုထပ်ပြီးတော့ယော့သွားမယ်နှစ်နဲ့ထပ်စားပေးအောင်မယ်တဝက်ယော့သွားအောင်ဒါကြောင့်မလို့သူ့ရဲ့အဖြေကပါလဲဆိုရင်1/2 11 factorial ဖြစ်မယ်နော်အဲ့တော့လွယ်လွယ်လေးပဲ formula ကိုနားလည်ရင်လည်းပိုလွယ်တယ်ဒါပေမဲ့ဒီဟာကို formula ကိုချက်တာထက်စာရင်ဘာလို့ဒီ formula ရလာလဲဆိုတော့တဖြည်းဖြည်းချင်းကျွန်တော်တို့ကlinear နေပြီးတော့မှလူတွေဘယ်လိုထိုင်နေထိုင်နာနေပြီးတော့မှပတိကုန်းတွေဘယ်လိုသွားလဲဒီတစ်ဆင့်စီမှတ်သွားရင်ပို့ပြီးတော့မှတ်မိမယ်လို့ထင်တယ်ပေါ့နော် example 3နားလည်တယ်ဆိုရင်ကျွန်တော် example 4လေးကိုကြည့်ကြည့်အောင်နော် example 4အဲ့ဒါဘာလဲဆိုတော့အတူတူပဲခက်စင်စင်ပဲပတိကုန်းပုံစံပဲသူကကြတော့ဘယ်လိုပြောထားလဲဆိုရင် how many ways တဲ့နီလန်းဘယ်နှနီလန်းနဲ့ can 21 different ဒီခါ21လုံးဖြစ်သွားပြီเนาะ21 different တစ်ခုနဲ့တစ်ခုမတူညီသော21လုံးမြောက်เนาะအလုံးရေ21လုံးရှိသော bars ပေါ့ bars ဆိုပလဲလုံးလေးတွေပေါ့เนาะ be placed သူတို့ကိုတဲ့နေရာစီမယ်တဲ့ in a necklace တဲ့ necklace မှာလဲဆွဲမှာစီမယ်တဲ့ such that တဲ့အဲ့လိုစီတဲ့နေရာမှာသူကဘယ်လိုစီကံရှိလဲဆိုတော့ဘယ်လိုစီကျင်တာလဲဆိုရင် three specific bars ပတိ3လုံးเนาะပတိ3ခုပေါ့နော် specific ဆိုတော့တိကျအဲ့ပတိ3လုံးကတဲ့ဒီနေ့အပြင်ပလဲလုံး3လုံးကအမြဲတမ်း always ပလဲ3လုံးကဘာဖြစ်ရမလဲဆိုတော့ always remain together တဲ့အမြဲတမ်းအတူတူတွဲနေဖို့အမြဲတမ်းတူတူတွဲနေဖို့လိုတယ်ဆိုရင်နီလန်းဘယ်နှခုနဲ့စီလို့ရမလဲတဲ့အဲ့တော့ပု္ပ္ပစာကို break down လုပ်ပြီးစဉ်းစားကြည့်မယ်နော်အဲ့တော့ပလဲလုံး21လုံးရှိတယ်3လုံးကအမြဲတမ်းတူနေရမယ်ဆိုတော့အမြဲတမ်းတွဲတည်းနေရမယ်နော် always remain together ဆိုတွဲတည်းဖြစ်နေရမယ်အဲ့ဆိုပါစို့ကျွန်တော်တို့မှာဒါပလဲလုံးလေးဆိုပါစို့ဒီ3လုံးကအမြဲတမ်းတပူးတူတွဲတည်းနေရမယ်နော်3လုံးတွဲတည်းတထန်းတည်းဖြစ်နေရမယ်သူတို့ကွဲသွားလို့မရဘူးအဲ့ကြံတဲ့အလုံးတွေရောကြံတဲ့လုံးတွေဒီမှာ3 4 5 6 8 9 10 11 12 13 14 15 16 18လုံးရှိမှာပေါ့နော်ဒီမှာ3လုံးဒီမှာက18လုံးရှိမယ်အဲ့တော့မှပေါင်းလိုက်21လုံးရမယ်ဟုတ်ပြီနော်ဒါပေမဲ့ထူးခြားချက်ကကြတော့ဗာလဲဆိုရင်ဒီ3လုံးကတွဲအနေနဲ့ယူဆမယ်နော်အဲ့တော့သူတို့3လုံးတွဲကိုယူဆမယ်ဆိုရင်ကျွန်တော်3လုံးလုံးမယူဆတော့ဘူးကျွန်တော်တစ်လုံးသူတို့3လုံးပူးသူတို့3လုံးပူးနေတယ်လို့သာအာယုံထဲမှာမြင်ကြည့်လိုက်တော့နော်သူတို့3လုံးကို3လုံးလို့ခွဲပြီးမယူဆတော့ဘဲနဲ့တွဲနေရမှာဖြစ်တဲ့အတွက်တစ်လုံးတည်းလို့ကျွန်တော်တို့ယူဆလိုက်မယ်နော်သူ့ကိုတစ်လုံးလို့ယူဆလိုက်မယ်အဲ့တော့သူတစ်လုံးဆိုရင်ဒီမှာတစ်လုံးဒီမှာ18လုံးဆိုတော့စုစုပေါင်းကျွန်တော်တို့19လုံးရှိတာပေါ့ဒီကနေ့3လုံးဒါပေမဲ့တွက်ခိုင်းတာကတွဲပြီးတွက်ရမယ်ဆိုတော့3လုံးကိုတစ်လုံးလို့အာယုံထဲမှာနော်စိတ်ကူးထဲမှာယူဆပြီးတော့စဉ်းစားမယ်ဆိုရင်ပတိစုစုပေါင်းကျွန်တော်တို့ရွှေ့လို့ရတာကဒီမှာတစ်လုံးဒီမှာ18လုံးဆိုတော့ပေါင်း19လုံးနော်19လုံးဆိုတော့တနည်းအားဖြင့် n ကကျွန်တော်တို့19ပေါ့ဒါဆိုရင်19ဆိုရင်တစ်ခု short ပြီးတော့ formula စဉ်းစားမှာဟုတ်ဒါဆိုရင်18 factorial 19ကနေတစ်ခု short တော့18အဲ့မှာပတိလုံးတွေကိုစီတဲ့အခါမှာကျွန်တော်အမြဲတမ်းဘယ်လိုစီရမလဲဆိုရင်တဝက်ယော့သွားမယ်เนาะအဲ့တော့ 1/2 နဲ့မြှောက်ပေးရတယ်အဲ့တော့1/2 18 factorial အဲ့မှာပြီးပြီလားဆိုတော့မပြီးသေးဘူးဒီ3လုံးကဟုတ်ပြီတွဲနေရမယ်တွဲနေရဆိုတစ်လုံးနဲ့ပုံစံမျိုးစဉ်းစားလိုက်တယ်ဒါပေမဲ့မပြီးသေးဘူးအဲ့3လုံးကသူတို့အချင်းချင်းလဲပြန်ပြီးတော့နေရလဲလို့ရတယ်เนาะဥပမာဒီကောင်လေးမှာသူကဒီနာဒီကိုရောက်သွားတယ်သူကဒီကိုရောက်လာတယ်သူကအလယ်မှာပဲရှိတယ်အဲ့လိုမျိုးနေရာတွေသူတို့အချင်းချင်း3လုံးတွဲထဲမှာချင်းချင်းပြန်လှည့်လို့ရသေးတယ်အဲ့တော့ဘယ်လိုလှည့်လို့ရလဲဆိုတော့အဲ့3လုံးတွဲထဲမှာပထမနေရာမှာ3လုံးတွေကကြိုက်တဲ့တစ်လုံးရွေးလို့ရတယ်ဒုတိယနေရာမှာ2လုံးတွေကကြိုက်တဲ့တစ်လုံးရွေးလို့ရတယ်နောက်ဆုံးကတော့တစ်လုံးဆိုတော့အဲ့3လုံးထဲမှာပဲ3လုံးကပြန်လှည့်လို့ရနေတယ်ဆိုတော့
မတူအောင်ပြန်လှည့်လို့ရတယ်ဆိုတော့ဒီကောင်3 factorial ရတယ်3နှစ်1ဆိုတာဒါမြောက်ပါနော်ဂျားထဲမှာအမြောက်တွေရှိတယ်3 factorial ရတယ်အဲ့ဒါကိုပါထည့်စဉ်းစားပေးရမယ်အဲ့ဆိုရင်နောက်ဆုံးအဖြေကဘာလဲဆိုတော့1/2 18 factorial နဲ့နောက်တစ်ခါကျတော့3 factorial ဆိုပြီးတော့ဒီလိုမျိုးရလာလိမ့်မယ်ဒါအဖြေပေါ့အဲ့တော့ဒီလိုရုံးရေးတဲ့ကဒီဂျားရည်ထဲမှာအကုန်လုံးအမြောက်ရှိမယ်နော်1/2 နဲ့ဒီ18 18 factorial ဂျားမှာလည်းအမြောက်ရှိမယ်ပြီးတော့ဒီဂျားမှာလည်းအမြောက်ရှိမယ်ကျွန်တော်အမြောက်ကိုထည့်မရေးတော့အဲ့တော့ဒီဂျားတွေမှာအမြောက်တွေရှိမယ်နော်အဲ့တော့အဖြေကဒီလိုထွက်မယ်ပေါ့အဲ့တော့ဒီပု္ပ္ပစာကနည်းနည်းလေးစဉ်းစားရခက်တယ်ဒါပေမဲ့စဉ်းစားတဲ့ပုံစံလေးကိုမှတ်ထားပြီးရင်နောက်ပု္ပ္ပစာတွေမှာကျွန်တော် apply လုပ်ကြည့်လို့ရတယ်တွဲပြီးတော့နေရမယ်လို့ပေးတဲ့ပု္ပ္ပစာတွေဆိုရင်သူ့အတူဘယ်နှလုံးရှိသူတို့အကုန်လုံးတွဲပြီးတော့တစ်လုံးနဲ့လို့ယူဆလိုက်ပြီးကျန်တဲ့အလုံးတွေနဲ့ပေါင်းပြီးတော့ရိုးလေးစဉ်းစားတော့1/2 18 factorial ဆိုပြီးထွက်လာတယ်အဲ့ဒါကိုမှခုနတွဲထားတာကိုဒီတစ်ခါတော့ပြန်ခွဲမယ်အချင်းချင်းပြန်လှည့်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့သုံးလုံးကိုသူတို့ပြန်လှည့်လိုက်ရင်3 factorial ရတဲ့အတွက်အဲ့ဟာကိုပါထည့်ပြီးတော့နောက်ဆုံးအဖြေမှာတွက်ပေးရမယ်အဲ့တော့ဒါဒီ example number 4ဖြစ်ပါတယ်ဒါဆိုရင်တော့ရှင်းမယ်လို့ထင်တယ်အဲ့တော့ဒီနှစ်ခုမှာကျွန်တော်တို့က circular permutation မှာပုံစံ2မျိုးအဓိကပုံစံ2မျိုးဟာနံပါတ်1လူတွေထိုင်တဲ့အခါမှာ clockwise နဲ့ counter clockwise နဲ့ကမတူဘူးအဲ့လိုမျိုးဆိုရင် formula ကတမျိုးပတိကုန်းတွေစီတဲ့အခါမှာပတိလုံးတွေကိုစီတဲ့အခါမှာကျွန်တော် clockwise နဲ့ counter clockwise ကိုတူတယ်လို့ယူဆရင်တွက်ရတဲ့ formula ကတမျိုးတဝက်လျော့သွားတယ်အဲ့ဒါကိုသိရမယ်နော် okay အဲ့တော့နောက်ထပ်ပုံစံတစ်မျိုးကကြတော့သူက restriction ဖြစ်သွားပြီပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ circular permutation with restriction အဲ့ပိုင်းကိုဆက်သွားမယ် circular permutation with restriction ဆိုတော့ကန့်သက်တာတွေရှိလာမယ်ပေါ့နော် restriction ကဘယ်လိုလဲဆိုတော့ကျွန်တော်ပြောပြမယ်ဥပမာလူ9ယောက်ရှိတယ်ဆိုရင်9ယောက်လုံးကိုကျွန်တော်တို့မစီတော့ဘူး9ယောက်ထဲမှာထိုင်ကုန်က3ခုပဲရှိတယ်ဆိုရင်9ယောက်ထဲမှာထိုင်ကုန်3နေရာစာပြန်ရွေးတာပေါ့အဲ့ဒါမျိုးကျွန်တော် restriction လို့ခေါ်တယ်နော်အဲ့လိုမျိုး restriction ပေးမယ်ပေါ့အဲ့တော့အရင်ဆုံးကြည့်ကြည့်အောင်ပုံစံနံပါတ်1ပေါ့ပုံစံနံပါတ်1ကဘယ်လိုလဲဆိုတော့ဒီ clockwise နဲ့ counter clockwise နဲ့ကိုမတူဘူးလို့ယူဆမယ်နော် clockwise arrangement နဲ့ counter clockwise arrangement နဲ့မတူဘူးအဲ့ဒါဘာလဲဆိုရင်လူတွေထိုင်တဲ့ပု္ပ္ပစာပေါ့နော်လူတွေထိုင်တဲ့ပု္ပ္ပစာအဲ့ဒါမတူဘူးလို့ယူဆမယ်ဆိုရင်တနည်းအားဖြင့်ဘာလို့ပြောလို့ရလဲဆိုတော့sitting people ပေါ့နော် arranging people ဒါမှမဟုတ်လေ people sitting ပေါ့လူတွေထိုင်တဲ့ပု္ပ္ပစာအဲ့လိုအလွယ်မှတ်လို့လည်းရတယ်ပေါ့နော်အဲ့တော့ဥပမာလေးတစ်ချက်ကြည့်ကြည့်အောင်အဲ့တော့နံပါတ်1ကသူ့ရဲ့ပု္ပ္ပစာကဘာလဲဆိုတော့ example 1ပေါ့နော် in how many ways နီလန်းဘယ်နှခုနဲ့ can 24 people ဒီခါကျတော့24ယောက်လူ24ယောက်ကို be seated နေရာချမယ် around a table နော်စဝိုင်းပုံတော့ထဲမပြောတော့သူ around a table ဆိုတော့စဝိုင်းပတ်ပတ်လည်မှာနေရာချမယ်ပေါ့နော်ဒီစဝဲကုံပတ်ပတ်လည်မှာနေရာချမယ်တဲ့ if there are only 13 seat available ပေါ့နော်ခုံက73ခုံပဲရှိတယ်လူက24ယောက်ရှိတယ်လူကပုံများနေတယ်အဲ့လိုမျိုးဆိုရင်ဘယ်လိုတွက်မလဲပေါ့ခုနကနဲ့မတူတော့ဘူးခုနက10ယောက်ရှိရင်10ယောက်လုံးကိုနေရာချမယ်10ယောက်ရှိရင်ခုံကလည်း10ခုံပတ်ပတ်လဲ10ယောက်ကိုနေရာချမယ်10ယောက်ရှိရင်10ယောက်လုံးကိုနေရာချတယ်အခုကတော့24ယောက်ရှိတယ်ဒါပေမဲ့ခုံက73ခုံပဲရှိတယ်အဲ့ဆိုရင်ကျွန်တော်ရွေးရတော့မယ်အဲ့တော့အဲ့ကြတော့ဘယ်လိုရွေးမလဲဆိုတော့ကျွန်တော်တို့ linear permutation လို့ပဲ P ဆိုတဲ့သင်္ကေတတွေသုံးမယ်နော်ရှိတာကြတော့24ယောက်အဲ့ထဲမှာမှရွေးမှာက73ယောက်ကိုပဲရွေးမယ်ဆိုရင်24 P 13ပေါ့ဒီလိုမျိုးပုံစံလေးဒီ
ဒီလိုရေးသားလေးကိုကျွန်တော်တို့နားမလည်သေးဘူးဆိုရင်ကျွန်တော်ပထမဦးဆုံးရှင်းထားခဲ့တဲ့အရင်တော့တင်ထားခဲ့တဲ့ဗီဒီယိုလေးကိုပြန်သွားကြည့်ကြည့်ပါအဲ့မှာကျွန်တော်ရှင်းပြပေးထားတယ်ဒါရွေးတဲ့ပုံစံပေါ့နော်ရွေးတဲ့ပုံစံအဲ့တော့ရွေးတဲ့ပုံစံကကြတော့ linear permutation အနေနဲ့လည်းပဲစဉ်းစားမယ်ဆိုရင်24ယောက်ထဲမှာကျွန်တော်တို့က73ယောက်ကိုရွေးမှာအဲ့ထဲမှာမှ73ယောက်ရွေးပြီးသွားပြီဆိုရင်အဲ့73ယောက်ထဲဒီ circular ဖြစ်သွားပြီအဲ့ circular ကိုမှကျွန်တော်တို့ကပုံစံ73မျိုးဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့73နဲ့ပြန်စားအဲ့ဒါဆိုရင်အဖြေကဒီလိုဖြစ်သွားမယ်ဒါကိုနည်းနည်းဖြန့်ခြင်းဖြန့်လို့ရတယ် 24p 13ဆိုတာကိုကျွန်တော်တို့ဘယ်လိုယူလို့ရလဲဆိုရင်24 factorial over 24 minus 13ဆိုပြီးယူလို့ရတယ်အောက်က73ကတော့73ပဲအဲဆိုရင်သူ့ကိုကျွန်တော်နေရာပြောင်းပြီးရေးလိုက်မယ်ဆိုရင်သူက11 factorial ရမယ်အောက်ကပိုင်းကြီးက73က73ပဲအဲဆိုရင်အဖြေကဒါဖြစ်မယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးရွေးပြီးတော့မှစီတယ်ဆိုရင်အဖြေကဒီလိုမျိုးထွက်လာမယ်အဲ့တော့ဒါကဘယ်လိုပုံစံလဲဆိုတော့အပေါ်မှာပြောခဲ့တဲ့ဟာပဲဘာမှတော့တွေ့တူတော့မဟုတ်ဘူးကျွန်တော်အပေါ်မှာဆက်သွယ်ချက်လေးတစ်ခုရှိခဲ့တယ်လीနော်ဒီဆက်သွယ်ချက်လေးဒါကဘာလေးလဲဆိုရင် circular permutation ဆိုတာဒီ linear permutation ကိုတည်ပြီးတော့ဒီ different item အရေးအတွက်နဲ့စားတာပေါ့အဲ့ဒီတိုင်းပဲခုနပု္ပ္ပစာမှာဆိုရင်ကျွန်တော်တို့ linear permutation အပေါ်ကဘယ်လောက်ရရလဲဆိုရင် 24p13 အဲ့ဒါဒီ linear permutation အဲ့ထဲမှာလူတွေကိုနေရာချပြီးသွားရင်73ခုံမှာနေရာချပြီးဆိုရင်အဲ့73ခုံကိုကျွန်တော်ပြန်စားပေးရတယ်အဲ့ n နဲ့ပြန်စားပေးရတယ်73နဲ့ပြန်စားတယ်အဲ့ဒါဒီ circular permutation ပဲအဲ့တော့တူတူပဲပေါ့နော်အဲ့တော့အရေးကြီးဆုံးကဒီ linear နဲ့ circular နဲ့ဆက်သွယ်ချက်ကိုနားလည်တယ်ဆိုရင်ဘယ်လိုဖြစ်တွက်လို့ရတယ်ပေါ့နော် okay အဲ့ဒါဆိုရင်ဒီပုတ်ကိုနားလည်မယ်သူ့ရဲ့ formula လေးကဒီလိုလေးပေါ့နော် general formula ကိုသိချင်တယ်ဆိုရင်ဘယ်လိုရေးလို့ရလဲဆိုတော့ number of circular permutation circular permutations of n different things ပေါ့နော် n different မတူညီတဲ့အရာတွေက n ရှိတယ်အဲ့ဒါတွေကိုရွေးချယ်တဲ့အခါမှာအကုန်မယူဘဲနဲ့ r ပဲယူမယ်เนาะ r at a time အဲ့လိုယူမယ်ယူတဲ့အခါမှာနောက်တစ်ခုက clockwise နဲ့ counter clockwise နဲ့ကိုမတူဘူးလို့ကျွန်တော်တို့စဉ်းစားမယ်เนาะ clockwise နဲ့ counter clockwise နဲ့ကိုမတူဘူးလို့ကျွန်တော်တို့ယူဆမယ် case ဆိုရင်သူ့ရဲ့တွက်ရမယ် formula က linear permutation ကိုတည်ပြီးတော့မှ r နဲ့စားတာအဲ့တော့ linear permutation ကိုကျွန်တော်တို့ရွေးတဲ့အခါမှာ n p r နဲ့ရွေးတယ်အောက်က r နဲ့စားတယ်အဲ့တော့ဆိုရင်သူ့ရဲ့အဓိက formula ဒါလေးပေါ့နော်ပေါင်းခတ်ပေးလိုက်မယ်နော်ဒါလေးပေါ့ okay အဲ့တော့ဒီနေရာမှာအရေးကြီးတာဒီနေရာเนาะဒါ stress လောက်ထားတဲ့နေရာဖြစ်တယ်လူတွေထိုင်တဲ့ပုံစံဆိုရင် clockwise နဲ့ counter clockwise ကိုကျွန်တော်တို့မတူဘူးလို့ယူဆတယ်ပေါ့နော်နောက်ပုံစံတစ်ခုကကြတော့ပတိကုန်းနေနော်ပတိကုန်းစီတယ်ဆိုရင်တော့လွယ်တယ်ဒီ formula ကိုပဲဒီ formula ကိုပဲကျွန်တော်တို့ကခုနအတိုင်းပဲတဝက်ယော့သွားမှာပေါ့နော်ဒီခါကျတော့ clockwise နဲ့ counter clockwise ကိုတူတယ်လို့ယူဆမယ် equal နော်ဒီမှာ equal ဖြစ်တယ်လို့ယူဆမယ်ဆိုရင် formula အတူတူပဲကျွန်တော်တို့စီလို့ရတဲ့နီလန်းကတဝက်ယော့သွားမယ်လေနော်တဝက်ယော့သွားမယ်ဆိုတော့သူကကြတော့ဘာနဲ့စားပေးရမလဲဆိုတော့1/2နဲ့မြောက်ပေးရမယ်နော်နှစ်နဲ့စားတဲ့သဘောပဲပေါ့ဒါဆိုဒါလေးအပိုပါလာမယ်ဒါပဲတူတူပဲအဲ့တော့ကြည့်ရမယ့်ကန့်သက်ချက်ကဒါပဲဒီနေရာကိုကြည့်တူတယ်ဆိုရင်ဖြစ်နိုင်ကြီးကပို့ပြီးတော့ယော့သွားတဲ့အတွက်ကြောင့်နှစ်နဲ့စားပေးမယ်မတူဘူးလို့စဉ်းစားမယ်ဆိုရင်ပိုများတဲ့အတွက်ကြောင့်မလို့နှစ်နဲ့စားကြမလို့ပေါ့အဲ့တော့နောက်တစ်ခုအလွယ်ပြောမယ်ဆိုရင်ဒါက people sitting ကိုပြောတာဒီကောင်ကကြတော့ beats
in a necklace ပေါ့နော်ဒီလိုပုံစံမျိုးတွေပေါ့ okay အဲဒါဆိုရင် example တစ်ပုဒ်တွက်ကြည့်အောင် example ကဘာလဲဆိုတော့2ပေါ့နော် how many necklaces of 12 beads ဆိုတော့12လုံးပါတဲ့เนาะပဒီလုံး12လုံးပါတဲ့ဒီလဲဇွဲဘယ်နှခုလုပ်လို့ရမလဲတဲ့ each that can be made from 18 beads of various color မတူညီသောအရောင်တွေမတူเนาะတစ်ခုနဲ့တစ်ခုမတူ various color မတူညီတဲ့ပဒီစေးက18စီရှိတယ်ဒါပေမဲ့လုံးမဲ့လဲဇွဲက18လုံးလုံးအကုန်မတော်ဘူး12လုံးပဲပါတဲ့လဲဇွဲကိုလုပ်ချင်တာအဲ့တော့ရွေးရတော့မယ်เนาะအဲ့တော့လွယ်ပါတယ် formula ရဆိုရင်ကျွန်တော်တို့က n p r over r အဲ့ဒါမှကျွန်တော်တို့ necklace တွေပဒီစေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့1 over 2နဲ့မြှောက်ပေးရမယ်အဲ့တော့ဒီလိုမျိုးပေါ့အဲ့တော့သူ့ကိုကဏ္ဍတွေထည့်ပြီးစဉ်းစားကြည့်မယ်ဆိုရင်ရှိတာက18စီရှိတယ်အဲ့ဒီမှာရွေးရမှာကအကုန်မသုံး12စီကိုပဲရွေးမယ်ရွေးပြီးသွားရင်အဲ့ဒါကိုပြန်စားပေးမယ်ရွေးထားတဲ့တန်ဖိုးနဲ့ပြန်စားပေးမယ်အဲ့ဒါဆိုရင်သူ့ရဲ့အဖြေကဒီလိုဖြစ်မယ်အဲ့ဒါကိုမှကျွန်တော်တို့ကနည်းလေးရှင်းလိုက်မယ်ဆိုရင်ဒီနှစ်ခုကမြှောက်ထားတာအဲ့တော့12နဲ့4က24ပိုင်းကျ24ဖြစ်သွားမယ်အပေါ်မှာကျတော့18 factorial အဲ့ဒါကိုမှ18 minus 12 factorial ဆိုရင်အဖြေက18 factorial မှာဆို6 factorial မြောက်1 over 24ရမယ်ပေါ့เนาะဒါကိုဆက်ရှင်းလိုက်ရင်ဒါအဖြေထွက်မယ်ပေါ့เนาะဆိုတော့ဒီဟာဒီကျွန်တော်တို့လိုချင်တဲ့အဖြေဖြစ်တယ်ဒီထိဆိုရင်တော့ကျွန်တော်တို့ circular permutation နဲ့ပတ်သက်ပြီးတော့တော်တော်လေးနားလည်လောက်ပြီလို့ထင်တယ်ပုံစံရေးလည်းကျွန်တော်တို့တွက်ကြည့်တာပုံစံအစုံပါသွားပြီလို့ယူဆပါတယ် summary လေးကျွန်တော်ပြန်ပြီးလုပ်ပေးပါမယ် summary ကဘာလဲဆိုတော့ကျွန်တော်တို့ circular permutation တွေကိုတွက်တဲ့အခါမှာကျွန်တော်နောက်ဆုံး summary page ပေါ့နော် circular permutation တွေကိုတွက်တဲ့အခါမှာအရင်ဆုံးကြည့်ရမှာကဒီ restriction ရှိလားမရှိလားပေါ့နော် restriction ဆိုတာကခုနကျွန်တော်ပြောပြီးပြီအကုန်လုံးကိုသုံးပါလားမသုံးဘူးလား10လုံးရှိရင်10လုံးလုံးသုံးပါလား10လုံးလုံးမသုံးမဲနဲ့10လုံးပဲသုံးမယ်တို့3လုံးပဲသုံးမယ်အဲ့လိုမျိုးပေါ့ဒါဆို restriction ရှိလားမရှိလားအရင်ကြည့်မယ်နော်ကျွန်တော်တို့ formula လေးခွဲလို့ရတယ်ဒါဆိုရင်သူကကြတော့ without restriction ဒါရိုးရိုးလေးပဲတနည်းအားဖြင့် all taken ပေါ့နော်အကုန်လုံးကိုယူမယ်အကုန်လုံးကိုနေရာချမယ်အဲ့လိုမဟုတ်ဘူး restriction ရှိတယ်ဆိုရင်နောက်ထပ်ဒီဘက်ကိုသွားမယ်ပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်စပြောခဲ့တာဘာ restriction မှမရှိဘူးဘာ restriction မှမရှိခဲ့တော့မှဆိုရင်ဖြစ်နိုင်ကြကျွန်တော်နှစ်ခုရှိတယ်လေနော်ဘာလဲဆိုတော့လူတွေထိုင်တာနဲ့ပတိလုံးတွေစီတာအဲ့တော့လူတွေထိုင်တာကြတော့ကျွန်တော်တို့က clockwise နဲ့ counter clockwise ကိုမတူဘူးလို့စဉ်းစားမယ်အဲ့တော့ C နဲ့ CC က different ပေါ့ C ဆိုတာ clockwise ကိုပြောတာအဲ့တော့ CW လို့ရေးလိုက်မယ်နော် clockwise and counter clockwise CCW က different arrangement different ဖြစ်တယ်လို့ယူဆတယ်အဲ့ဒါလူတွေထိုင်တာအဲ့ဒါဆိုရင်သူ့ရဲ့ formula လေးကဘာလဲဆိုတော့ n minus 1 the whole factorial အဲ့လိုမဟုတ်ဘူး clockwise နဲ့ counter clockwise နဲ့က not different ဆိုတာကမကွဲပြားဘူးလို့ပြောတာเนาะမကွဲပြားဘူးဆိုတော့တူတူပဲပေါ့ not different ဆိုတာတနည်းအားဖြင့် same ပေါ့เนาะတူတူပဲလို့ယူဆတယ်ဆိုရင်ဖြစ်နိုင်စီလို့ရတဲ့ဖြစ်နိုင်ကြီးကယော့သွားပြီလေယော့သွားရင်ကျွန်တော်တို့ကဒီဟာကိုပဲ1 over 2နဲ့မြှောက်ပေးရတယ်ဟုတ်ပြီเนาะတဝက်ယော့သွားလို့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့က with restriction ရှိတယ်အဲ့တော့ဒီဘက်ရောက်သွားပြီဒါနောက်ထပ်တစ်လမ်းပေါ့เนาะကျွန်တော်ဒုတိယအပိုင်းပေါ့ restriction ရှိတယ်ဒါက with restriction
with restriction ဆိုတဲ့အဓိပ္ပာယ်က အကုန်လုံးမစီဘူး only are taken เนาะအလုံးကြီးကတော့ n ခုရှိမယ်အဲ့ထဲမှာ r ခုကိုပဲယူမှာအဲ့ဒါမျိုးအဲ့ဒါ restriction လို့ခေါ်မယ်ပေါ့အဲ့လိုမျိုးဆိုရင်လည်းကျွန်တော်တို့ကနှစ်မျိုးပြန်ခွဲလို့ရတယ်အဲ့ကြရင်လည်းသူ့ရဲ့ပုံစံကကျွန်တော်နှစ်မျိုးပဲဖြစ်မယ်ပထမတစ်ခုကဘာလဲဆိုတော့လူတွေထိုင်တာဒီနည်းအားဖြင့် CW နဲ့ CCW နဲ့ကမတူဘူးလို့ယူဆမယ် different ဖြစ်တယ်လို့ယူဆမယ်အဲ့ကြရင်ကြတော့သူ့ရဲ့ formula လေးကဘာဖြစ်မလဲဆိုရင် n p r မှာ r နဲ့စားတာပြီเนาะအဲ့လိုမဟုတ်ဘူးတူတယ်လို့ယူဆမယ်เนาะဘာနဲ့တူတယ်လို့ယူဆမလဲဆိုတော့ clockwise နဲ့ counter clockwise ကတူတယ်လို့ယူဆမယ် same တူတယ်လို့ယူဆမယ်အဲ့ဒါကြတော့ပတိစီတဲ့ပုံစံအဲ့ကြရင်ဒီတိုင်းပဲ NPR မှာ R နဲ့စားတာပဲဒါပေမဲ့သူ့မှာ 1/2 ပို့လာမယ်ဆိုတော့ဒါကကျွန်တော်တို့ရဲ့သင်ခန်းသမျှသင်ခန်းစာအားလုံးရဲ့အနှစ်ချုပ်ကဒီလိုမျိုးကျွန်တော်တို့ဇယားလေးဆွဲကြည့်လို့ရတယ်ပေါ့နော်ဒီလောက်ဆိုရင်ကျွန်တော်တို့ circular permutation နဲ့ပတ်သက်ပြီးတော့အခြေခံလောက်ကိုကောင်းကောင်းမွန်ကျွန်တော်တို့စဉ်းစားတတ်သွားမယ်လို့ယူဆပါတယ်နောက်ထပ်လည်းသိသင့်တဲ့အကြောင်းအရာတွေကိုကျွန်တော်ဆက်ပြီးတော့ sharing လုပ်ပေးသွားပါဦးမယ်စောင့်ကြည့်အားပေးပါဦးဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြတာပေါ့